Nation Boys မင်္ဂလာပါဗျမြန်မာ Nation Boys ရဲ့နိုင်ငံရေးတမိုင်းတစ်ခေတ်ရှေးအောင်နှောင်းပြည့်အစီအစဉ်ပြန်လဲကြိုဆိုပါရဗျဒါကိုသူပြေကြီးကိုမျိုးစောကြီးနဲ့နည်းနည်းမဆုံးတော့နည်းနည်းလေးကြာပါလေလားနှစ်ပတ်လောက်ရှိပြီတယ်မချားပေါ့တော့ချားပေါ့ပြီးခဲ့တဲ့အခုကတော့လာစမ်းဆိုပြီးခဲ့တဲ့လထဲမှာမြန်မာအိန္ဒိယနိုင်ငံနှစ်နိုင်ငံပေါ့နော်နှစ်နိုင်ငံခမာပေါ့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဟိုဖြစ်ကြတယ်ပေါ့နော်စစ်ရေးတင်းမှာဆိုချလိုက်ကြသေးပေါ့လေတင်းမြောင်လေးမဟုတ်ဘူးချလိုက်ကြသေးပေါ့ချလိုက်ကြတော့အဲ့ဒီမှာဟိုစစ်ပွဲတွေကဖြစ်ပြီးဆိုရင်တော့နိုင်ငံတိုင်းကတော့ကိုချုပ်ချာနေမိကာဝယ်ကြတာပေါ့နော်ကာဝယ်တာပဲဖြစ်ဖြစ်တိုက်စစ်ပဲဖြစ်ခံစစ်ပဲဖြစ်ပေါ့ဟိုစစ်ကဖြစ်ပြီးဆိုရင်တော့ဘာပဲပြောအနိုင်တိုက်ဖို့ရည်ကြီးတာမနိုင်တော့ဖြစ်ဘူးလေမနိုင်ဘူးဆိုရင်အဲ့နိုင်ငံရဲ့တက်မလို့အတွက်ကလည်းတိတ်ခါကြတယ်ပြည်သူတွေဘက်ကလည်းဘယ်လိုစဉ်းစားမလို့ဟာဒုတက်မလို့ကြီးကတို့ဒီဟိုလာပြပကျူးကျော်စစ်တွေမကာဝယ်နိုင်ဆိုတို့ပြည်သူတွေဘယ်လိုကာဝယ်ပေးနိုင်မလဲဆိုစိတ်တွေဝင်သွားရင်တက်မလို့ပေါ်မှာတို့ပြည်သူတွေကပါထင်သေးသွားနိုင်တယ်အဲ့ပြီးကြတာဘောဘောကောင်းပေါ့နော်ပုံရိပ်တွေကြာအဲ့တော့ဟိုတိုက်ပြီဆိုရင်လည်းနိုင်စေချင်ကြတာပေါ့ပြည်သူတွေကလည်းဘယ်သူပဲဖြစ်ဖြစ်ကိုယ်ဆိုလဲနောက်ဆုံးဟိုခွေးနဲ့ကောင်ကဲ့ရတော့ကိုခွေးကိုနိုင်စေချင်တယ်နောက်ဆုံးဟလာဘလုံးတင်းကန်ကြပြီဆိုလဲကိုအသင်းကတော်ဒီဖြစ်စင်မတော်ဒီကိုအသင်းပဲနိုင်စေချင်တယ်ဒါကတော့လူ့ဘဝပါဆိုတော့သက်ဆိုင်ရာပြည်သူတွေကလည်းသူတို့ရဲ့တက်မလို့တွေတော့နိုင်စေချင်မှာပဲဒါပေမဲ့အဲ့ဒီမှာအဆုံးဖြတ်ကဘာသွားတွေ့လဲတက်မလို့တိုင်းကတော့လေ့ကျင့်ထားတာပဲတိုက်ခိုက်ပြေဝအောင်လေ့ကျင့်ထားတာပဲတော့တိုင်းပြည်ကိုချစ်စိတ်ရှိတဲ့ဟိုတက်မလို့သားတွေရဲ့ဟိုဟာလည်းမျိုးချစ်စိတ်တိုင်းချစ်ပြည်ချစ်စိတ်ကလည်းတန်တရားရှိစရာမရှိဘူးချစ်ကြမှာပဲကိုတိုင်းပြည်အဲ့အတွက်ကာဝယ်ရတယ်အသက်သေးခံပြီးတော့တိုက်ကြနှစ်ဖက်လုံးသေးကြတယ်လေဟိုဘက်ကခမာဘက်ကဆိုရင်ဟာလာဘိုးချုပ်ကြီးလားပါလားဘိုးချုပ်တွေစိတ်ကကြာဆုံးသွားတာတွေကြားတယ်ဆိုတော့တေးကြတယ်ပေါ့တေးပြောက်ကတော့ရှိတာပေါ့ဒါပေမဲ့ဘာသွားတွေ့တော့အရေးကြီးတဲ့ချက်ကတိုင်းပြည်ကာဝယ်တဲ့နေရာမှာလူချင်းစိတ်တစ်ခုတည်းလည်းဖြစ်ပြန်ဘူးရေးတော့ကြီးတယ်တိုင်းပြည်ချစ်စိတ်ကတော့ရေးကြီးတာပါဒါပေမဲ့တက်မတော်သားတိုင်းအောင်တိုင်းပြည်ချစ်လို့အသက်ပေးပြီးကာဝယ်နေကြတာလေဒါကတော့တိတ်ထွေထူးပြောစရာမရှိဘူးဒါအဲ့မှာဘာရေးကြီးသွားလဲဆိုတော့အဲ့ဒီစစ်ပွဲမှာမြင်လိုက်ရတာလူချင်းစိတ်တိုင်းချစ်ပြည်စိတ်တွေထက်ဟောမလဲကြီးတဲ့ကတိုက်ရိုက်ခိုက်ရည်တွေထက်တခြားပတ်မှုမှုတွေဥပမာလေချောင်းဆိုးမှုဒါဆိုရင်အီရန်နဲ့အစ္စရေးစစ်ပွဲမှာနောက်ဆုံးစစ်ပွဲမှာဆိုသိတာပါလေလေချောင်းဆိုးမှုမှာအစ္စရေးကတာစည်းယူထားနိုင်တယ်ခုနလိုပေါ့အီရန်ဘက်ကဒရုန်းတွေသုံးတာတကန်တာပေါ့ထားလိုက်ပါဒါပေမဲ့ပြောချင်တာတော့နှစ်ဖက်လုံးတိုက်ပွဲတွေမှာတကဘာလုံးမှာခုယူကရိန်းနဲ့ရုရှားလည်းခင်မီနီပညာတွေပဲသုံးလာတယ်စစ်သားတွေတေပြောက်ခံပြီးတော့တိုက်တာကြီးတက်တွေတိုက်တာတဲ့ဒရုန်းတွေဗာလဲကာမီကာဇီဒရုန်းတွေနောက်ပြီးတော့ခုနမဇိုင်းတွေနောက်ပြီးတော့လေတန်းair strike တွေပဲသုံးရတာများလာတော့အဲ့မှာယူရီးယားဘက်ကတော့ F-16 တွေ Israel သုံးသွားတယ်ပြည်နယ်စကောင်ကသုံးသွား F-16 တွေပဲ American တို့တကယ်မဟာဗျူဟာမြောက်fighter တွေပေါ့နော် fighter တွေနဲ့ပြင်းတော့ခမာရီတော့ဒီတစ်ခေါက်တော့ထိသွားတယ်ခမာဆိုတာလည်းတစ်ချိန်လုံးကဟို damage ကြီးဟိုပါပဲเนาะဘာခေါ်မလဲတိုက်ခိုက်ရှိပြီးတော့ဟိုရှေ့တော့အချမ်းမတော်တော်နာမည်ကြီးရတာဒါပေမဲ့ဒီတစ်ခေါက်ယူရီးယားတွေ့တဲ့ချိန်မှာတော်တော်ထိသွားတယ်ဟုတ်တော့ကိုမျိုးစောကြီးလည်းသိပြီးသားပဲယူရီးယားမတ်တက်မလို့နဲ့ကြီးတဲ့ချင်းရှင်တော့ဟိုအစင်လာတွေကမတ်တက်မလို့တော့တော်တော်လေးသူတို့တွေအထာတစ်ခုထားတယ်ပေါ့လေနည်းနည်းလေးဖြုံနေပေါ့ဒီပြောရရင်လောင်ဖျားရဲ့အဆက်တွေပဲလောင်ဖျားရဲ့ရှိတွေမလွမ်းတော့နောက်ပိုင်းဒီမြန်မာတက်မလို့ဒီပူဂျူကြီးနေဝင်တဲ့ပြီးတော့ဒီဘက်နဝလာနာဖာလက်ထက်တွေမှာလည်းဟိုရင်ဆိုင်ခဲ့တဲ့ဟာတွေရှိတယ်အဲ့မှာလည်းမြန်မာတက်မလို့ကခက်ချမ်းနေပြင်းရတာရှိတော့ခြေရင်မြန်မာတက်မလို့ခြေရင်တက်တော့တော်တော်လေးလန့်ပါဘူးအခုဖြစ်သွားတဲ့ပြီးတဲ့ပြဿနာမှာတော့ခြေရင်တက်ကအဆုံးပြအောင်ပေးဘူးခုနပြောတဲ့အလန်ဆိုင်တာတော့နောက်ဆုံးမှာအဲ့ဒီဖျားเจ้าတွေပါလေတင်းလိုက်ပြီးတော့ယူရီးယားလန်ဆိုင်လိုက်တဲ့အတွက်တော့ဒါကတော့ကြီးတဲ့ကဒါတော့နည်းနည်းသိမ့်ပက်မှုမှာတော့ဒါနောက်ဆုံးပေါ့ဒါပေမဲ့လေချောင်းစိုးမှုတော်တော်လောက်ထားနိုင်တယ်အဲ့တော့ဘာသွားတွေ့ရလဲဆိုတော့ဟိုတိုင်းချစ်ပြည်ချစ်စိတ်ရှိရုံလည်းမရဘူးခင်မီတက်ပညာတွေနဲ့ပတ်စံချမ်းသာဖို့လည်းလိုတယ်ဆိုတော့လေမြန်အစင်းပနစ်စင်းရှိလဲfree gate ပဲစင်းရှိလဲဆိုတာတွေနဲ့လည်းတန်ကားအစင်းရေပဲစင်းဝယ်နိုင်တယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့စစ်ပွဲဆုံးဖြတ်ခြင်းလည်းပြောင်းသွားနိုင်ပါဘူးစစ်သားတွေချင်းလင်းနေဘလောက်တော်ပေါ့ဆိုတော့ယူရီးယားကတော့အဲ့ဒီတစ်ခေါက်မှာကောင်းကောင်းကြီးဟိုဘက်ကိုကိုရာဂိုနဲ့အမေရိကန်ဆေးလေးချင်းမှုတွေကြောင့်လည်းပါမယ်လို့ထင်တယ်သူတို့ရဲ့တိုက်ခိုက်ဆွမ်းရည်တွေလည်းကိုရီမထင်တော့ယူရီးယားမြင်မာလာတော့တွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီချိန်တုန်းကဟိုဒါအိန္ဒိယနိုင်ငံနဲ့ဖြစ်တဲ့ဟာဟိုဖြစ်ပြီးတော့ကျွန်တော်တို့စီမှာ Nation Boys ရဲ့ဟိုမှာ comment တွေဖတ်ရတာရှိတယ်ပြည်သက်တော်ကြာပြီးခဲ့တဲ့အစီအစဉ်တွေ program နှစ်ခုလောက်လည်းဒီ O7 တောင်ကုန်းရဲ့တိုက်ပွဲလေးအကြောင်းကိုလည်းတင်ပြပေးပါဦးအခုဒီပြည်ကြီးကိုဝင်းမော်လို့ဆိုပြီးတော့ request ဆိုတာတွေတွေ့ရတယ်အဲ့တော့ O7 ကလည်းဟိုလေးလာကြည့်လိုက်တော့ဒီထိုင်းမြန်မာတင်မာမှုပဲဒီ desert
O7 ဆိုတောင်ကုန်းပေါ့နော်အဲ့လေတင်းမမှုမှာဖြည့်ရှင်းကြတော့အဲ့တစ်ချိန်တော့ကတော့ဟိုရင်ဒီဘက်ကခေါင်းဆောင်တွေကဘယ်သူလဲပါညာနဲ့အဲ့ဒီခေါင်းဆောင်တွေရဲ့စီရင်မြော်မြင်ရှိမှုဟိုမျိုးနော်ဟိုစစ်လိုက်တဲ့စိတ်သက်စစ်စင်လည်းပါရတာဟိုနော်ဒီတနက်ကြည်စံကြီးပဲဟိုသူတို့တွေပဲနှိမ့်ရတာမဟုတ်ဘူးပေါ့စိတ်သက်စစ်စင်ကြီးတွေပါမယ်မြမတချင်တက်မလို့ခေါင်းဆောင်တွေရဲ့အင်မတန်တော်တဲ့စိတ်သက်စစ်စင်ကြီးတွေကြောင်းကိုကင်းမှုတွေကြောင်းအဲ့ဒါလေးလည်းပေါ်နေအောင် O7 ကြောင်းကျွန်တော်သိချင်နေတာပြည်သက်ကြီးတောင်းဆိုမှုအတွက်ကိုစပြေကြီးဟာ O7 ကြောင်းဒီတစ်ခေါက်တော့ပြောပေးဗျာ O7 အကြောင်းကတော့တော်တော်လေးကိုကြိုးစားပန်းစားလေ့လာလိုက်ရပါတယ် တောင်းဆိုနေကြတယ် တောင်းစားနေကြပါတယ်တောင်းဆိုနေကြရပါတော့O7 အကြောင်းမပြောရခုနကအကိုပြောတယ်လေဒီဟိုကမ္ဘောဒီးယားနဲ့လက်ရှိထိုင်းနဲ့ဖြစ်တဲ့ပြဿနာမှာဒီထိုင်းမှာသုံးပြလက် F16 တွေ F16 fighter တွေပေါ့နော်ဘက်စုံသုံးတိုက်လေနေအဲ့လေနေရဲ့ဆွမ်းမကားနဲ့ကမ္ဘောဒီးယားကိုအသာစီးရောက်သွားတာပေါ့နော်အဲ့တော့ဒီ F16 လေရတော့ဟုတ်တယ်လေရက်တက်သွားလို့ရှင်တော့ဒါသူ့မရှင်နိုင်ဘူးဘာလို့ဆိုအခုဒီ Israel နဲ့ Iran နဲ့စပယ်မှာလည်းဒီ F16 တွေအများကြီးသုံးသွားတာရှိဒါပေမဲ့ကျွန်တော်တို့မြန်မာနဲ့ဖြစ်တဲ့ဆိုမှာ F16 ကိုလေထဲမတက်အောင်လုပ်ထားတဲ့ O7 ကိုတိုက်ပွဲအဲ့ဒါဟို လေထဲမတက်အောင်လုပ်ထားတာ ဟောလေထဲမတက်နိုင်အောင်လုပ် မတက်နိုင်အောင်လုပ်ထားတာ ဒါဆိုပွဲသိမ်း ဘလို့လဲဆိုပြမယ်ဘလို့လဲဆိုပြောမယ် ဒါလေးတွေဒီဘက်ကလူငယ်တွေပြည်သက်တွေသိချင်တဲ့ပြည်သက်တွေတွေ့ဒါမိုက်တာပေါ့ အဲ့တော့ဒီ O7 က2000ခုနှစ်မှာဖြစ်တာကွာတထိုင်းမှာအဲ့ချိန်နဲ့ F16 တွေရှိနေပြီ ရှိနေပြီ အဲ့ချိန်နဲ့ F16 တွေရှိတယ် F16 ကအခုမှသုံးတာမဟုတ်ဘူး ဟုတ်တယ် အဲ့ဒီ F16 ရှိနေပြီ F16 ရှိနေပြီအဲ့တော့ ဟိုကလည်းသုံးဖို့လည်းသူတို့ကြိုးစားသေးတယ် သုံးဖို့ကြိုးစား ပြလိုက်ဘူးလား ပြီးရင်ပြောပြမယ် မသုံးပြလိုက်ဘူးကွာ မသုံးရဲလောက်အောင်ထုတ်တာဗောနော်အဲ့တော့ကဲဒီနေ့တော့ကျွန်တော်အခုပြောဆိုပါမယ် O7 အကြောင်းလေးကျွန်တော်ပြောပြပါမယ် O7 အကြောင်းမပြောခင်မှာကျွန်တော်ဒီဟာနဲ့ပတ်သက်လို့ဟောနော်ထောက်ထားစာရွက်စာတမ်းတွေပါတယ်ကျွန်တော်ရှားတဲ့ခါမှာပထမဆုံးကျေးဇူးတင်ရပါတော့ကျွန်တော်တို့ဆရာခွန်သက်တင်ဆန်းဘုံကြီးအောင်ကျော်ဦးဘုံကြီးအောင်ကျော်ကတော့ကျွန်တော်တို့အမြဲတမ်းအကူအညီပေးပါတယ်ဒါလိုအပ်တဲ့ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေလိုပြီးသွားတဲ့ကျွန်တော်ဟိုအများကြီးအကူအညီပေးတယ်ဘာလို့လွတ်ပါအောင်ဘာညာဆိုအဲ့သူစာအုပ်တွေအများကြီးဟိုကရှာပြီးဒီကရှာပြီးနော် ဟိုစာလေးစောင်းလို့ဘာလဲဟိုဝါလွတ်လေးဘာလို့လဲသူရှာပေးတဲ့စာအုပ်တွေ ဟုတ်တယ်သူအဲ့လိုသူရှာပြီးသူရှာပြီးတဲ့ထောက်ထားတွေပေါ့နော်အဲ့တော့အခုလဲဒီ O7 ကြောင့်ကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်အဘဒါလေးပြောချင်တယ်လို့လုပ်ပါဆိုအခုသူကကျွန်တော်ဟိုစောက်နှုတ်ပါနှုတ်ဒါကတော့ဆရာကျော်ထုတ်ခေါင်ဒါလည်းတက်မတော်ကအရာရှိတယောက်ပါပဲဟိုဟာဝီရန်နိုင်ဦးနဲ့တွေ့သူကတော့သူရေးတဲ့တရေမူတော်နဲ့စစ်ချစ်ဝတ္ထုတို့များဆိုစောက်ဒါဆရာကျော်ထုတ်ခေါင်ရေးတာ စစ်အချစ်လေးပါပါတယ် ချစ်ပါအဲ့ထဲမှာပါတယ်တော့ O7 ကြောင့်ရေးထားတဲ့ဒါရူလေးဒါမှဒါ O7 သုံးဖို့အလောင်းပြားကြီးသွေးကောင်းရဲမဲ့တို့တိုက်ပွဲဒါလေးဒီ ခတ်တူပဲတော့ဒီကျော်ထုတ်ကောင်ဆိုတဲ့ကလော်မီကြားဘူးလေဒီလက်ရှိမြန်မာနိုင်ငံစစ်မှုတော်ဟောင်းတင်လက်ရှိဥက္ကဋ္ဌလားမသိရန်ကုန်တိုင်းရလေ ဟုတ်လားဟုတ်ပါပါထုတ်မယ်ကျွန်တော်တို့ ဆင်တာပြောတာမှားမှဆိုလို့အဲ့လိုတော့ သူ့နာမည်ကတော့ဒီမှာရှိတယ်သူလက်ဆောင်ပေးတာလေရန်နိုင်ဦးဒါလေဘူးရန်နိုင် မပြောတတ်ဘူးအဲ့လိုကြားဘူးတယ်ဗောလေဒါပေါ့လား ဒါအဲ့ဒီကပါတဲ့ထောက်ထားလေးတွေရယ်နောက်တစ်ခါဒါကတော့ ကောင်းတယ်ဗျာ ဒါကတော့နောက်တစ်ခါဒါကျွန်တော်တို့အလုတ်တင်ဟိုကတို့ဘူမီရာရှိဟောင်းကြီးတို့ဟိုဟာမဂ္ဂဇင်းထုတ်လာတာတေဇဘာတိကမဂ္ဂဇင်းနဲ့နာမည်ကတော့ထူးဆန်းနာမည်တေဇဘာတိကမဂ္ဂဇင်းအတွဲ1အမှတ်2023ကထုတ်တဲ့ဟိုမဂ္ဂဇင်းပေါ့နော်အဲ့မဂ္ဂဇင်းလို့လည်းဒါဆရာခွန်သက်တဆန်ရှာပေးတယ်ဒီထဲမှာလည်းဆိုတော့ဒါဟို ODS ODC အလုတ်တယ်ပေါ့အလုတ်တယ်ပေါ့အဲ့တော့သူတို့ကလည်းရှာပေးတယ်အဲ့ထဲမှာလည်းဒီမှာဘယ်သူပါလဲဆိုတော့ဒါကတော့တော်တန်မိုးရှိတယ်ဒီဟာအဲ့ဒီ O7 ကိုတိုက်ပွဲမှာဥဆောင်ပြီးတိုက်ခဲ့တဲ့ဘုံမွေးမျိုးချစ်ဒီတိုက်ပွဲမှာအဲ့တိုက်ခဲ့တဲ့တိုင်ရင်ရဲ့တိုင်ရင်မှုသူတဲ့တေချာတော့မရှိတော့ ရွှေတြိကံပေါ့ဟမ်အဲ့ချိန်တော့ရွှေတြိကံပေါ့ တြိကံတိုင်းတိုင်းမှုတက်မှုခမရ350ခုအဲ့ဒီ O7 ဘာတီကမဂ္ဂဇင်းဒါကျွန်တော်တို့ကအထောက်ထားလေး ဒါရတော့အပြင်မှာရှားလို့မရပါဘူးမရှိပါဘူးဒီစောက်တယ်နော်ဒါဟိုသူနီးစပ်မှာပဲရှိမှာကြာ အတွင်းမှာပဲရှိချင်ပါကောင်းတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တယ်လို့ပါအထောက်ထားလေးတွေအထောက်ထားလေးဒီအထောက်ထားလေးကိုချိန်ခံပြီးတော့ပြောပါတယ်ဒါလေးတွေတက်သေးလေးပြီးတော့ ကျွန်တော်တို့ဇာတ်တဲ့တွေ့ရပြောတာမဟုတ်ဘူးအဲ့ဒါကိုပြောချင်တာပါဗျာကျောင်းနာမဟုတ်ဒီ O7 ကပို့ဆိုးတယ် နည်းနည်းဥရတာပြောရတယ်ဥရတာကွဲပြားတာတွေအများကြီးရှိတယ်ပြီးတော့ဒီ O7 ကဘာကြောင့်ဥရတာကွဲပြားလဲဆိုတော့ဒီ O7 တိုင်ကုန်းတိုက်ပွဲမှာလေကျွန်တော်တို့မြန်မာပြည်ရဲ့
ဟိုတက်မတော်ရဲ့စစ်စည်းရုံးမှုအကောင်းဆုံးကာလ ဩ ပြည်သူလူထုအကုန်လုံးအထူးသဖြင့်တာချီလိတ်ကပြည်သူလူထု 2021နော် 2001 ဒီတာချီလိတ်ကပြည်သူတွေအကုန်လုံးပါတဲ့အချိန်အဲ့အချိန်မှာလည်းဒီဒေသမှာခုနပြောပြောတယ်မှာပါလေဒေါက်တာမတ်တင်ဝင်းတို့ဘာတို့ငခင်းညိုးတို့ဘာသူတို့တွေရဲ့ propaganda တွေကအများကြီးဝင်တဲ့အချိန်ဘယ်ခါကျတော့ဟုတ်တာတွေရောမဟုတ်တာတွေဒါပေမဲ့စိုက်ဝါလုပ်တဲ့ဟာလေအဲ့တော့အဲ့ဒီဟာတွေနဲ့သွားပြီးရောမှာဆိုဒါကတော့အခုကျွန်တော်ပြောမယ့်ဟာတော့ဒါအဲ့တိုက်ပွဲမှာပါတဲ့ဒါဘုံကြီးမျိုးချစ်ဟောအဓိကထားပြီးပြောမှာပေါ့နော်ဘုံမျိုးချစ်က तू ကတော့ တာယာရှင်ပေါ့ तू ကတော့ဟိုအိုဂရူထဲမှာပါတော့ तू အမေဘေးဖွဲ့ထဲမှာပါတဲ့လူဖြစ်တဲ့ဒီတိုက်ပွဲကို तू ကအထက်စီးရနေ तू ကြည့်ပြီးတော့ဘယ်နေမှာဘာဖြစ်တယ်ဘယ်နေမှာဖြစ်တယ်ရက်ဆွဲနဲ့အချိန်နဲ့အတိအကျနဲ့ तू ကတော့ပြောနိုင်တယ် तू ကပြောနိုင်တယ်အဲ့ဒီဟာလေးကိုပဲတကယ်ဖြစ်စေအမှန်လေးကိုပဲကျွန်တော်ပြောပြမှာအပိုးလေးမပါဘူးကျွန်တော်ပြောပြချင်ပါလေအဲ့တော့ဒီဟာကိုမပြောခင်မှာဒါကျေးဇူးတင်တဲ့လူတွေတိုက်ပြီးသွားတင်ပြီးသွားပြီအဲ့တော့ဒီဟာ O7 တောင်ကုန်းဆိုတာဘယ်နေလဲ ဆိုတော့လည်းပြိဿတွေလည်းသိရအောင်ကိုယ်လည်းနည်းနည်းလေးဟိုတိတ်မရှင်းတာရှိတယ်တချို့ကအိုလို့မသုံးပဲ0လို့သုံးကြတယ်ဘယ်ဟာပုံမှန်လဲ ဟို O ကမှန်တယ် တက်မလို့မသုံးอ่ะ မတက်မတော်အသုံးလုံးပေါ့ O7 အခုပြောပြမယ် O7 တောင်ဘာကြောင့် O7 လို့ခေါ်လဲဆိုတော့ဒီ O7 တောင်ကုန်းဆိုတာဘယ်နားမှာရှိရဲဆိုတော့ကျွန်တော်ထိုင်းမြန်မာနယ်စပ်မှာအနီးမှာရှိရဲတာချီလိတ်မြို့ကနေမိုင်းဆက်ဘက်ကိုထွက်တဲ့လမ်းအဲ့အထွက်တဲ့အလမ်းတောင်ချီလိတ်ပုံးထွန်ရက်ကွက်ကအနားမှာရှိရဲပုံးထွန်ရက်ကွ ဒါ က် ပေမဲ့မြန်မာပိုင်နဲ့ မြန်မာပိုင်းထဲမှာလေအဲ့ဒီ O7 စခန်းကုန်းရဲ့အရှိမြောက်ဘက်ခိုက်2500လောက်အကွာမှာထိုင်းနိုင်ငံမဲဆိုင်မြို့ရှိတယ်O7 ကုန်းဆိုတာကတော့မြန်မာပြည်ထဲမှာပဲတာချီလိတ်နားမှာအဲ့တော့ဖုံးကျောင်းတွေလည်းရှိတယ်အဲ့တော့ O7 လို့ဘာဖြစ်လို့ခေါ်ရလဲဆိုတော့ဒီကကုန်းကဂျာဇဝင်ရှိတယ်ကျွန်တော်တို့တရုတ်ဖြူတွေကျူးကျော်တဲ့ခါမှာကွန်မန်တန်တရုတ်ဖြူတွေကျူးကျော်တဲ့ခါတုန်းကမြန်မာတက်မလို့တိုက်ပွဲဖြစ်တယ်တိုက်ပွဲထဲမှာအဲ့ဒီကုန်းကို objective 7ဂျီမန်းချက်9ကုန်းဆိုပြီးခေါ်တာO1 O2 O3 O4 O5 O6 O7 အဲ့ဒါမျိုးတွားကြတာ objective ဆိုတာဂျီမန်းချက်ကုန်း objective 7လို့ခေါ်တာအဲ့ဒါကြောင့်မို့သူ့အတူကောက် O7 လို့ခေါ်တာ07တော့မဟုတ်ဘူး O7 လို့ပဲခေါ်မှမှန်မယ်နဲ့တူတယ် အဲ့ပေါ့ဟိုတချို့ကလည်းဟိုဟိုတယ်ခန်းနံပါတ်တွေ room နံပါတ်တွေပါညာလို့ဥမာ107လဲ107ပဲဒါရှိတော့အားကြောင့်ဘာလဲပေါ့ဒါဒီလိုခေါ်မှာတက်မလို့3လုံးလားဟိုအာသိချင်လို့ပါ objective 7ဒီမန်းချက်9ပေါ့နော်ဒီမန်းချက်9 objective အဲ့ဒါဘယ်မှာတွေကပေးထားတယ်အဲ့တရုတ်ဖြူကွန်မန်ဒန်ကျူးကျော်စစ်ထဲမှာတွေက အဲ့ကြရပြီ အဲ့ထဲက O7 လို့ခေါ်တာအဲ့ကိုအဲ့ကလေးကလည်းမြန်မာတက်မလိုက်မှာတက်ဆွဲရတယ်သူကလည်းဟာဘီယာရရေးပါတယ်ပေါ့ ဒါပေါ့ဟိုဘက်ကနေဆက်နဲ့ကဲ့ဟိုဘက်က2500ဆိုရင်ယူရီးယားမဲဆိုင်ဖြစ်နေပြီမဲဆိုင်ဖြစ်တော့ဒါကနေဆက်ကန်စီစီပေါ့နေဆက်ကန်စီစီပေါ့နော်အဲ့ဒါကြောင့်မို့ O7 လို့ခေါ်တာအဲ့ O7 ဒီနေရာလေးသိရမယ်နောက်ပြီး O7 လို့ဘာကြောင့်ခေါ်တယ်ဆိုတာလေဒါတစ်ချက်ပေါ့နော်နောက်တော့ကဒီ O7 အကြောင်းပြောမယ်ဆိုလို့ရှိရင်ဘာနဲ့သွားပြီးတော့ပြောရမလဲဆိုရင်ကျွန်တော်ဒါတော့ဟိုအနှစ်ချုပ်လေးပေါ့ဟိုဟာအတူတော်လေးပေါ့ကျွန်တော်အခုကျွန်တော်ကွယ်လွန်သွားပါပြီဟိုဟာဥခွန်စာကြီး MD ဥခွန်စာကြီးနဲ့ဒီဟာနေစပြီးပြောမှရဥခွန်စာကြီးကဒီမှာမော်ထိုင်းအာမီဆိုပြီးတော့ဟိုမိန်းမှာသူကဌာနချုပ်ကြီးတော့သူအဓိကတော့သူကဘိန်းနေပေါ့နော်အဲ့ဘိန်းနဲ့လို့တော့သူကဘိန်းကကဘာတောင်ကြော်တယ်ဘာလို့ကဘာကြော်လဲဆိုတော့အဲ့ကြော်ရတဲ့အကြောင်းရင်းလဲ CIA ကနောက်ကထောက်ပံ့နေတာပါတယ်အဲ့ CIA ကြောင့်လဲသူကထောက်ပံ့နေရတယ် CIA ရဲ့အကူအညီနဲ့သူအများကြီးကြီးပွားတိုးတက်လာနောက် CIA ကဘာဖြစ်လို့လဲဆိုတော့အဓိက CIA ရဲ့ရည်ရွယ်ချက်ကတော့သူကဒါအကုန်လုံးတီးပြီးသားပါတရုတ်ပြည်ကိုထိန်းနေတယ်ထိန်းနေတဲ့အတွက်ဒီဟိုခွန်စာကြီးကိုဥခွန်စာကြီးကိုဒီဟိုမိန်းမှာထားချက်ကိုသူအများကြီးထောက်ပံ့ပြီးတော့ဘိန်းရောင်းဝယ်လဲနောက်ကပမိုးပေးတယ် သူလည်းဟိုကြီးမားလောက်ပံ့ပိုးပေးရတာပေါ့ နောက်ဆုံးဘယ်ထိပြီလဲဆိုတော့အဲ့ဒီလွတ်လပ်တဲ့နိုင်ငံတောင်ထူထောင်ခိုင်းတယ်ဒါ CIA ကနေပေါ့မင်းလွတ်လပ်နိုင်ငံကြီးညာလိုက်ငါတို့ကမင်းတို့ပထမဆုံးထောက်ခံမယ်တကယ်လို့မင်းတို့ကအဲ့လိုကြီးညာလို့ရှိရင်မင်းတို့မြန်မာတက်မလို့ကလေကလာဘုံလာကျရင်မင်းတို့အဲ့လေရင်တွေပြစ်ဖို့တဲ့လေရင်ပြစ်ဒုံးကြီးတွေတောင်မှပဲဥခွန်စာကြီးကိုထောက်ပံ့မယ်ဆိုတဲ့အနေအထားမျိုးဖြစ်လာအဲ့တော့ဥခွန်စာတဲ့လူကလည်းသူကဘယ်လိုပြောမလဲဟိုသူကဟိုအလောက်ကသာလွဲနေတာဒါပေမဲ့သူကလူတော်မျိုးချစ်စိတ်လည်းရှိတယ်လူလိမ္မာသူကစဉ်းစားတယ်သူတရုတ်နိုင်ငံနဲ့အမေရိကန်ကြားနဲ့မြန်မာနိုင်ငံကြားသုံးနိုင်ငံကြားသူမြတ်တော့မယ်အဲ့တော့တရုတ်ကလည်းသူ့ကိုညတ်တော့မယ်မြန်မာလည်းသူ့ကိုတွေ့တော့မယ်တရုတ်ကလည်းတွေ့တော့မယ်ဟိုမိုင်းထောင်ချီအဝေးမှာရှိနေတဲ့အမေရိကန်ရဲ့အကူအညီကဘယ်လောက်စိတ်ချရမလဲသူစဉ်းစားပြီးနောက်ဆုံးသူအဲ့မှာဟိုဘကတကယ်တကွာလုံးမှာလှင်ပါတယ်မြန်မာတယ်ဆိုတော့ CIA တော့မသိလိုက်ရဘူးသူကဒီမှာဗိုလ်ချုပ်ကြီးခင်ညိုပေါင်းနေဒေါ်လာဖွဲ့နေသူကနှိမ့်လိုက်ဒါဥက္ကဋ္ဌအလင်းဝင်တဲ့အကြောင်းကျွန်တော်နောက်မှပြီးကြထပ်ပြောအခြေချက်ပြီးထပ်ပြောပြတယ်အဲ့တော့သူကရှင်းပြောတယ်သူအဲ့မှာလင်းဝင်တယ်အဲ့မှာအမေရိကန်အရှိုက်ထိုးခံလိုက်ဖြစ်တယ် CIA ကအမေရိကန်ဟို CIA ပေါ့ CIA ကသူတရုတ်ကိုဟိုလောက်ထားမဲ့ဟာကြီးပြိုစင်းသွားတယ်
အဲ့ပြီးလို့သူ့ရဲ့နောက်ကျောင်း bucket တွေလည်းအကုန်ပေါ်သွားမှသူဆိုးရပေါ်သွားဆိုအဲ့တော့ မလားပေါ်တော့ဒီဘက်မှာတော့ပေါ်သွားတာ ဒီဘက်မှာတော့ပေါ်တယ်လေ ဒီမှာတော့သိသွားတာ သိသွားတာပေါ့အဲ့တော့အဲ့မှာသူကဘသူ့ကိုပြန်ဆွဲလဲဆိုတော့အဲ့မှာအဲ့ဥခွန်စာတဲ့သူဟိုနင်းကြီးလို့ပါလာတဲ့ရွက်စစ်ကိုလည်းသူကပြန်ပြီးတော့အဲ့မှာရွက်စစ်နဲ့အင်အား200လောက်ကိုသူကပြန်ပြီးစီးရုံးလိုက်တယ်ဘယ်လိုစီးရုံးလဲဆိုတော့ဥခွန်စာကြီးကအဲ့ဒီအမေရိကန်မှာမွေးစေဝါတက်ရတဲ့ဒေါ်လာတန်း200လောက်အကျွေးရဖို့ရှိတယ်ဟာဒေါ်လာတန်း200အကျွေးရဖို့ရှိအဲ့ဒေါ်လာတန်း200ရအောင်ငါတို့မင်းလုပ်ပေးမယ်ရအောင်လုပ်မင်းပေးမယ်မင်းမလိုက်သွားနဲ့ဆိုပြီးတော့ရက်စစ်ကိုပြန်ပြီးတော့စီးရုံးခါတော့ရက်စစ်ကလည်းအဲ့မှာအင်အား200လောက်နဲ့ပြန်ပြီးတော့တော့ပြန်ခိုးသွားတယ်ဒီဥက္ကွန်စာနဲ့သူပါလာပြီးတဲ့ခါကျမှဒန်းနဲ့ချလက်နဲ့အဲ့တော့လေကိုလက်နဲ့ငင်းငယ်လဲလှဲတာတွေပါရှိရလေစကလုံးအသုံးလုံးအစ်စ်လေအဲ့တော့ကတော့ဟာလက်နဲ့ငင်းငယ်လဲလှဲတယ်ဆိုစကလုံးအသုံးလုံးအစ်စ်ဝါရအစ်စ်ကလေးထွက်လာအဲ့ဒီဥက္ကုစာကြီးဟိုဆုံးသွားတာစောတာပေါ့ဒီချိန်လောက်ရှိရင်ကျွန်တော်တို့တန်းနေရတယ်လေတန်းလောက်မြန်မာ Nation Voice ရမ်းမဝင်တောင်းလိုက်ပါအလှခံပါဘောကိုရီထောက်ပွဲလူမရှိဘူးလေ Nation Voice ကစင်းရဲနေတာပါဟုတ်တယ်အဲ့လိုပြင်ဘောမမီဒီယာသာပြောတာပြောတာပြောတယ်တရားမှလည်းမရပါဘူးသူကလည်းမပေးပါဘူးပေါ့သူကလည်းမထောက်ပံ့ပါဘူးဗျ monetization လည်းရှောက်လို့မရသေးပါဘူးပေါ့ဒါတော့ကြော်ညာဝင်တာပေါ့ကြော်ညာအလူခံဝင်တာပါအဲ့တော့အဲ့မှာဒီ Justice ကြီးကကြံခဲ့ကြံပြီးတော့သူကအဲ့မှာ CIA ကသူ့ကိုဘယ်နေရာမှာနေရာချဆိုဒီထိုင်းမြန်မာနိုင်ဆက် borderline ရှောက်ပါအဲ့ချိန်တော့ယူရီးယားလည်းသူကအမေရိကန်လူလေအဲ့တော့သူကလည်းဘောဖာထားတာပေါ့အဲ့တော့ဒီမှာ US နဲ့အဲ့မှာ Thai Temple နဲ့သူ close fit နေတာဒါထိုင်းဘက်ကတမိုင်းချောင်းလေးရဲ့အခြေအနေတစ်ပိုင်းနောက်တစ်ခါထိုင်းနိုင်ငံရဲ့အခြေအနေလည်းဘယ်လိုဖြစ်နေတော့ထိုင်းနိုင်ငံရဲ့အခြေအနေမှာအဲ့ချိန်မှာ Charlie ပိုင်ကထိုင်းဝင်ကြီးချုပ် Charlie ပိုင်ကရွေးကောက်ပွဲရှုံးသွားတယ်ရှုံးပြီးတော့ဘယ်သူ့ကိုလွှဲရမှာတက်ဆင်ကိုလွှဲရမှာအဲ့မှာတက်ဆင်တော့ပေါ်နေပြီအဲ့တက်ဆင်အခုကျွန်တော်တို့အခုချတယ်ဟိုနဲ့ဟွန်ဆိုင်နဲ့ပြန်ချင်ဖြစ်လိုက်ပြန်ချင်ဖြစ်နေဘိုးတော်ကြီးနဲ့တက်ဆင်ကသူကပထမဆုံးသူကဝင်းချုပ်ဖြစ်တော့မှသူ့အာဏာလွှဲရတာမှာလွှဲဖို့လာဖမ်းမဲ့လို့ရတယ်အဲ့လိုလွှဲရမယ့်အချိန်မှာချယ်လီပိုင်ကကျွန်တော်တို့နဲ့အသိအဆင်မပြေဘူးဘာဖြစ်လို့အဆင်ပြေတော့အခုအဲ့တုန်းကဘာဖြစ်လဲဆိုတော့မြန်မာတက်မတော်ကလည်းဘာမြန်မာနိုင်ငံကလည်းဘာလို့သူ့ကိုအစာမကြည့်လဲချယ်လီပိုင်ကိုအဆင်မပြေဖြစ်လဲဆိုတော့အဲ့တော့အကိုကြားလိုက်မယ်ကျွန်တော်တို့ God Army ဆိုပြီးတော့ဟိုဗာလဲလူသားထူလာဘာလားဝင်ကျုံတာလေအဲ့ပထမတစ်ခါမြန်မာတန်ရုံးဂျွန်နီတို့တင်ဂျွန်နီကင်းလာပါလူသားကင်းလာပဲဂျွန်နီပါလေခလေးလေးအဲ့ကောင်အလင်းနဲ့ကောင်ဦးစီးတဲ့ဒီ God Army ဆိုတဲ့ဟာက तू ကပထမတစ်ခါမြန်မာတန်ရုံးကိုအပိုင်ဝင်စီးတယ်စီးတဲ့ခါကျတော့အဲ့ချိန်မှာချွန်လီပိုင်ဝင်ကြီးချုပ်မြန်မာတန်ရုံးကိုအကူကြီးမပေးအပြင်ကိုအဲ့ကောင်တွေကို तू ကအဲ့ကောင်တွေကို ရဟရင်နဲ့ခေါ်သွားပြီးတော့လွတ်အကျွတ်မှာသွားပြီးတော့ချပေးလိုက်သေးတယ်ဟဲ့လားဟုတ်တယ်နောက်တစ်ခါအဲ့ဒီကောင်တွေကပဲထိုင်းမှာရှိတဲ့စေယုံကြီးတယုံကိုတခါဒဇာကန်တစ်ထောင်လောက်နဲ့အကျန်းဖက်တယ်အဲ့မှာကျတော့အဲ့ဟိုကောင်တွေကလက်နဲ့ချတယ်လက်ချတဲ့အချိန်မှာဒီကောင်ကိုလက်နဲ့ချပြီးလက်နဲ့တနက်ချပြီးတဲ့ခါကျမှအကုန်လုံးနှစ်ဖူးရွေးပြစ်တယ်နှုတ်ပိတ်တာလို့ကြားနှုတ်ပိတ်တာအဲ့ဟာကိုလည်းကျွန်တော်တို့မြန်မာအစိုးရမကြိုက်ဘူးဘာလို့ဆိုကိုယ်နိုင်ငံသားပဲပြောကိုယ်တိုင်းသားတွေပြီးလို့ရှိရင်ငါတို့တန်ရုံးကိုအပိုင်စီးတဲ့အချိန်တုန်းကဒီကောင်တွေလည်းလို့စပယ်လုပ်တယ်ဟဲ့လားအကူညီပေးတယ်အခုသူတို့စေယုံကြီးကိုအပိုင်စီးတဲ့ခါကျတော့တက်ပြစ်လိုက်တာငါတို့နိုင်ငံသားတွေဟုတ်တယ်ဆိုတော့ဒီချိန်မှာဒါအဲ့ချိန်တော့ကျွန်တော်ထင်ပါတယ်ဗိုလ်ချုပ်ကြီးတန်းရွှေတို့အစိုးရဖွဲ့နေတူပါတယ်နောက်နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွဲ့ကောင်စီဖြစ်လေဗိုလ်ချုပ်ကြီးခင်ညွန်းတို့သူတို့ဖြစ်လေအဲ့တော့သူတို့ကလည်းအဲ့ဒီဟာဒီထိုင်းနိုင်ငံမှာအဲ့ချိန်မှာတိတ်ပြီးတော့အစမပြေဘူးအစမကပ်ဘူးအဲ့အစမကပ်အဲ့ပြအပြင်ကိုမြန်မာနိုင်ငံကအဲ့ချိန်တော့ sanction တွေအများကြီးမိထားတာအဲ့တော့ဟိုစစ်လက်နက်ပစ္စည်းလက်နက်ပစ္စည်းကခုနကကိုပြောတဲ့လေချောင်းပေါ့လေချောင်းမှာကျွန်တော်တို့သူများတဲ့ F16 တွေဘာတွေမသုံးနိုင်ဘူးအခုလို MiG-29 တွေ MiG-31 တွေဘာလဲမသုံးနိုင်ဘူးမသုံးနိုင်အမှာ Yak 130တွေဘာမသုံးနိုင်ဘူးစီဝိုင်းလည်းပိတ်ဆို့ခံစီဝိုင်းလည်းပိတ်ဆို့ခံထားတယ်အဲကျွန်တော်တို့ဒီမှာအကောင်းဆုံးရှိတာဆိုဘာရှိဆိုဟိုတရုတ်ကလာ F7 လောက်ပဲရှိနောက်တက Yugoslav နဲ့တူတယ် G7 တာ Super Gallant အဲ့ကောင်ကအဲ့ဒါလည်းခုနပြောမဟာဗျာဟို F16 ရေတော့ဘယ်ရှင်လို့ရဟိုကောင်နဲ့ Air to Ground ဟိုက G4 က Air to Ground ပြတဲ့ဟာ F7 ဆိုတော့ဂျာမြတ်တက်ခိုက်လေးအဲ့တော့အဲ့ဒီဟာမျိုးတွေကြတော့ဒါတော့ပဲရှိတယ်အဲ့ရှင်းပြောရလို့ရှိရင်တော့မြန်မာပြည်ကအဲ့ချိန်မှာစေးရနေမားနေတဲ့အချိန်အဲ့တော့ချန်လီပိုင်ကဒါသူကမြန်မာပြည်ကိုအကဲတွေးလို့ဆိုင်ပြီးလို့ရှိရင်တက်စင်ကိုသူကပြဿနာနဲ့သူကလွှဲပေးလိုက်ခြင်းမြန်မာနဲ့ပြဿနာထားခဲ့လိုက်တယ်ဒီလူစိတ်ပုတ်တယ်အဲ့လိုချန်လီပိုင်ကအစမပြေဘူးလေဗမာလည်းစင်အဲ့တော့အဲ့လိုမျိုးဒါနောက်ခံအကြောင်းတရားလေးနောက်ခံအကြောင်းအဲ့လိုအစမရှိနေတဲ့အချိန်အဲ့လိုအခြေအနေရှိနေတဲ့အချိန်မှာအဲ့ခုနကကျွန်တော်ပြောတဲ့ O7 ဒါတိုက်ပွဲအစဘယ်အစလဲဆိုခုန O7 တိုင်ပွဲတော့မှာကျွန်တော်တို့ခမရ359ကနေပြီးတော့ဒုရာခံကိုကြော်ထီးဦးစီးတဲ့အင်အား10ဦးအဲ့စခန်းကမှ O7 တောင်ကမှတက်ဆွဲရတယ်ဒီတက်ဆွဲရှိတယ်နော်10ယောက်ပဲရှိတယ်ဒုရာခံကိုကြော်တက်ဆွဲရတယ်အဲ့ဒါကိုအဲ့2000ခုနှစ်ဇန်နဝါရီလထဲမှာဒီဂျိုးရီးယားဘက်ကနေပြီးတော့
တက်ချက်ကြီးအစစ်ရှိတဲ့အယောက်20လောက်ကအဲ့ဒီမနေ့မှာရောက်လာပြီးတော့အဲ့ဆဲကြော်သေးဆဲကြော်အခုခေတ်ခေါ်ရင်တော့ဘိုးလေးပေါ့ဘိုးလေးကြော်သေးကိုမင်းတို့စကန်းကွာဆင်းပြီဟာဒါငါတို့ပိုင်တဲ့နေရာငါတို့စကန်းဆွဲမယ်လို့ပြောတယ်ဒါအဲ့လိုပြောရနော်အဲ့ပြောခိုင်းတော့ဆဲကြော်သေးရလေဟာတက်ကကောင်ပဲဟာဒီစကန်းမှာငါနေနေတာအိုသေးတော့မယ်ဒီမှာတူဟိုတရုတ်ဖြူကွန်မန်ဒါလက်ထက်တည်းကနေပြီးတော့ဒီမှာစကန်းမှာငါတို့ထိုင်နေတာမင်းတို့ထိုင်နေရမဟုတ်ဘူးပြန်တော့ဘလိုင်းရန်စားတာပဲရန်စားတော့အဲ့လိုရန်စားမှ तू ကလည်းဒါအကဲဆက်ရမှာရန်လို့စစ်တယ်ရမှာလေတဒနာဖြစ်မှ तू စစ်တယ်လို့ရအောင်ရန်လာစားအစဲကြော်ထီကပြန်ပြောလိုက်တယ်ပြန်လို့ပြောလိုက်တယ်မလာခဲ့တယ်ရန်လာမစားနဲ့အေးစိနေဒီကောင်เนี่ยမပြန်ဘူးဒါပေမဲ့အဲ့စခန်းရဲ့ရှေ့ဂိုက်200လောက်မှာဂိုက်200လောက်အကွာမှာစခန်းချပြီးတက်ဆွဲတာတယ်အဲ့တော့ဇဲကြော်ထီကချက်ချင်းသူ့တက်ကိုသတင်းပို့တယ်ဘာကြောင့်တိုင်းမှုတွေတိုင်းမှုဆိုခုနဘုံကြီးမျိုးချစ်ပေါ့ဘုံတိုင်းမှုတို့သိတယ်ဟာတိုင်းမှုကမှတစ်ဆက်ရွာမှုကမှတိုင်းမှုဘာညာအဲ့ဘလုံးသိကြသိတော့အဲ့လိုကိုဘက်ကတော့ဒီချင်းနဲ့သိလိုက်အချင်းတွေတော့ဒီကောင်တွေရလာဒါပေမဲ့ဘာမှမဖြစ်သေးတဲ့ဘာမှမလုပ်သေးဘူးအဲ့တခါနောက်တစ်ခါအဲ့2010ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာပထမတစ်ခါတော့ကျွန်တော်ဇန်နဝါရီလသူရက်စွဲအတိအကျမပေါ့ဇန်နဝါရီလနောက်တစ်ခါ9ရက်နေ့ဆိုတော့ဒီဇန်နဝါရီလ1ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းပေါ့ကွာဒီဘက်လောက်အတွင်းမှာတခါထိုင်းဘက်ကနေပြီးတော့ဘိုးကြီးရိုးထင်ထိုင်းတက်မလို့ကဘိုးကြီးရိုးထင်ဦးစီးတဲ့အယောက်40လောက်ကတခါထက်လာနှစ်ဆလောက်ဖြစ်လာပြီထက်လာပြီးတော့အဲ့ဆရာကြီးကျော်သေးကိုခင်ဗျားစင်းပေးအဲ့မှာကျော်ကြီးကျော်သေးကဆရာကြီးကျော်သေးကစိတ်ဆိုးသွားတယ်စိတ်ဆိုးတနကပိုင်ကြီးတွေဖောင်းတိုင်းလည်းအဲ့လိုဆက်တင်လိုက်ပြီးတော့မစိတ်ပေးနိုင်ဘူးကွာမင်းတို့ငါတို့ဘောင်းလေးကစားမင်းတို့မစိတ်ပေးနိုင်ဘူးမင်းတို့ဘာလို့ရှင်လဲပြောအဲ့လိုမျိုးသူကစိတ်တူသွားတယ်ခက်ကြမ်းပေါ့ခက်ကြမ်းပေါ့အဲ့ဒါကြည်ပဲဆွတ်တင်လိုက်တယ်ဖြောင်းနေပါမောင်းနေပါဆွတ်တင်လိုက်ဖြောင်းတိုင်းဆွတ်တင်ပြီးတော့အဲ့မှာအဲ့တော့ဒီကောင်တွေကလည်းဟာမရဘူးဆိုပြီးတော့ဒီကောင်ဟိုဘက်ကတူရကမိုးကြီးကမလွယ်ဘူးကြမ်းတဲ့ဟာပြန်ဆင်းသွားပြန်ဆင်းပြီမဲ့လည်းတစ်ဖက်ကစီးပြင်းနေဟိုပြန်ဆင်းနေဆိုမဲ့ပြန်မဆုတ်သွားဘူးအဲ့ရှေ့မှာအဲ့မှာလာပြီးတော့ပြင်ဆင်စုဖွဲ့အဲ့တော့နောက်တစ်လေကြာတခါအဲ့ယူရီးယားမှာတခါလာပြီးယူရီးယားကအင်အား100တိုးလာပြီးတော့အင်အား100ထပ်ပြီးဖြည့်တယ်ပြီးတော့စုစုပေါင်းအဲ့အောက်မှာလှုပ်ရှားနေတော့300လောက်ဖြစ်သွားတယ်ကိုဘက်ကဘာမှမတိုးသေးဘူးနော်10ရောက်ကိုဘက်ကဘာမှမလုပ်သေးဘူးအဲ့မှာနောက်ဟိုဘက်ကဘာလို့ဆိုကွန်မန်ဒိုအင်အား100လောက်ထပ်ဖြည့်တယ်ပြီးတော့ကွန်မန်ဒို type တန်ချက်က5စီးနောက် MCT တင်က4စီးနောက်တန်းစင်မောင်းစိန်မြောင်းတင်ရင်2စီးဟိုဘက်ကအင်အားထပ်ဖြည့်ကြတော့အဲ့မှာဟာဒီဘက်ကမဖြစ်တော့ဘူးမဖြစ်တော့ဆိုဒီဘက်ကနောက်တက်စုပဲထပ်ဖြည့်တယ်တူထပ်ဖြည့်အကြီးဖြစ်လာနောက်အဲ့ဟာကိုဘယ်လိုသိရလဲဆိုတော့နောက်ပိုင်းမှာဘယ်လိုထိုင်းတက်မတော်ကတိုင်း3တိုင်းမူဘိုးချိုကြီးဝါဒနာချိုင်းကတိုင်းတိုင်းလုံးကိုဦးစီးပြီးတော့တင့်နေတန်ချက်ကလေးလေချောင်းရေချောင်းအားလုံးအသင့်ပြင်ဆင်ထားပြီးအဲ့တည်င်းကဒါထောင်လိုက်ရပြင်ထားပြီးနောက်တော့ချင်းရိုင်မှာလဲ155မမပါဟောက်ဝဲစားအမြောက်ကြီးကို155 155အမြောက်ကြီးအဲ့155အမြောက်ကြီး9လက်ကအသင့်ပြင်ထားပြီးအချင်းကြီးအဲ့လိုဖြစ်သူတို့ကတိုက်တော့မှာပဲပေါ့သူတို့ကချမှာနောက်လေတက်ကလည်းသူက S6 တိုက်လေရင်တွေအားလုံးအသင့်ပြင်ပြီးနောက်ပြီးတော့အဲ့မှာသူတို့ကသတင်းရပါတော့ရွက်စစ်ကခုန SUR ပေါ့ SUR ကိုရှေ့တန်းတင်ပြီးတော့O7 ကိုတိုက်မယ်ပြီးလို့ကျန်တဲ့ဖွဲ့တွေကထိုင်းတက်ဖွဲ့တွေကတာချီလိတ်ကိုသိမ်းမယ်ပြီးလို့ရှင်ဗာလဲကျန်တဲ့အဖွဲ့တွေကလည်းအဲ့ကျန်တဲ့သူ့ဟိုဘက်အဲ့ဒန်ဆာကုန်းမှာရှိစခန်းတွေအကုန်သိမ်းမယ်နေစားအားလုံးပေါ့နေစားအားလုံးနဲ့ထိုင်းနဲ့ထိတဲ့နေစားအားလုံးသိမ်းမယ်ဆိုတဲ့အနေထားဖြစ်သွားဒါနောက်ပိုင်းရတဲ့သတင်းပေါ့အဲ့တော့ဒီဘက်ကမြန်မာအဲ့တော့မြန်မာတက်မလို့ကဘာလုပ်လဲဆိုတော့အခါမှ359ထိုင်းတာချီလိတ်မှာကတော့3ရင်းရှိတယ်တရင်3ရင်းရှိတယ်တရင်3ရင်းမှာမှတရင်ဟို2ရင်းတရင်နာ2ရင်းထွက်ပေါ့နော်အဲကျန်တဲ့တရင်နေလောကသူကဒီခါမှ359ကသူကဒီထိုင်းနဲ့စခန်းတိုင်းနေတဲ့လုံခြုံရေးလောက်ရတယ်ကျန်တဲ့တရင်ကတာချီလိတ်မျိုးပေါ်မှာလုံခြုံရေးလောက်ရတာချီလိတ်မျိုးတွေလုံခြုံရေးလောက်ရအဲ့တော့ဒီမှာမြန်မာဘက်မှာကခုနအခါမှ305စစ်ကြောင်းနဲ့ဒုတိုင်မှုဘုံမှုစိုးစောဦးစီးနဲ့စစ်ကြောင်းတို့တစုနဲ့အင်အား120ဦးပြင်ထားတယ်နောက်ပြီးရင်87မမစိန်မြောင်း2လက် MA7 2လက်ဟလာ BA103 လောင်ချာ2လက်နောက်ပြီးပြစ်ကူဖြစ်တဲ့အမှတ်3ခွန်ကိုအမြောက်တက်ခွဲနေပြီး110မမစိန်မြောင်း3လက်နောက် Lansam Leader စကန်နေပြီး G4 F7 ဒါနှစ်ဖက်စစ်ပြင်တဲ့အနေထားနှစ်ဖက်စစ်ပြင်တာဟိုဘက်ကတော့အင်အား3လောက်ဒီဘက်ကတိုင်းတာပဲတိုင်းတော့ပဲဒါတရင်မှုဥက္ကဋ္ဌဘုံမူကြီးမျိုးချစ်တရင်မှုဘုံမူကြီးမျိုးချစ်ဘုံမူကြီးဒုတိယဘုံမူကြီးမျိုးချစ်ဦးစီးတဲ့စစ်ကြောင်းတစ်ကတာချီလိမျိုးထဲမှာရှိသေးတယ်အဲ့ဒီ O7 ထွက်မလာဘူး O7 နဲ့တာချီလေးတဲ့ဘလောက်မဝင်သူဟိုနီးလေးပဲသွားလို့ရတယ်သူကတရင်နဲ့ဒီ O7 ကုန်းနဲ့လမ်းလျှောက်သွားလို့ရတယ်တက်ချီစရာမလိုအဲ့တော့အဲ့မှာတော့ဒီဘူကြီး
ဟိုပြီးတော့ဟိုပါအဲ့မှာကျတော့တော်ခုနတက်ခွဲပဲထားသေးတယ်လောလောဆယ်အဲ့တော့အဲ့ချိန်တော့တိုင်းမှုကဘာတူလဲဆိုတော့ကျွန်တော်တို့ရဲ့ချစ်တော်ကြီးဘုချုပ်သိန်းစိန်နိုင်ငံတော်သမ္မတကြီး ဘာပြောင်း ဘာပြောဦးသိန်းစိန်ပေါ့နော်ဦးသိန်းစိန်အဲ့ချိန်တော့တိကတိုင်းစင်တာတိုင်းမှုနောက်တော့ဓာကဆမိုင်းဖြတ်ဓာကဆမှုကဘုံမှုချုပ်တန်းအောင်နော်နောက်ပြီးတော့အဲ့ချိန်မှာအဲ့လိုမျိုးတစ်ဖက်စစ်ပြင်တာပေါ့နော်စစ်ပြင်တဲ့ချိန်မှာအဲ့ချိန်မှာညီမတက်မတော်ကဒါစစ်ပြင်စင်မှုအကောင်းဆုံးချိန်ပဲစစ်စည်းမှုအကောင်းဆုံးချိန်ပဲအဲ့တော့ကျွန်တော်လည်းအဲ့ချိန်တော့ဒီ social media တွေမှာတွေ့ရတယ်ဟာထိုင်းနဲ့ပြဿနာဖြစ်နေပါလားပြီးအဲ့ချိန်မှာသတင်းစာတွေထဲမှာကျွန်တော်ဒေါက်တာမတ်တင်ဝင်းတို့တက္ကသိုလ်မြတ်သူတို့နောက်တင်တန်းဦးတို့နောက်ပေါက်ဆာတို့ကပ္ပိယကန်ကောင်းတို့ဖိုးခွားတို့ဖိုးညံတို့ငခင်ညိုတို့စောင်းပါးတွေနဲ့သတင်းစာထဲမှာရေးလဲစစ်စည်းမှုလုပ်နေဟဲ့လားပြီးဒေါက်တာမတ်တင်ဝင်းဆိုဗာလဲဟာကျွန်းမဖြစ်ဘူးကျွန်းစစ်တယ်လို့ဘာလို့စောင်းပါးနေလဲထိုင်းရတော့သူ့ကို blacklist လုပ်လိုက်တယ်လေခေါင်းလေးတော့ခောက်ပလိုက်ချင်တဲ့ချာပကြီးပြောတယ်ထိုင်းလိုက်ခေါင်းလေးခောက်ပလိုက်ချင်တဲ့ဆရာမဒေါက်တာမတ်တင်ဝင်းပြောတာလေသူ့ blacklist လုပ်လိုက်တယ်အဲ့ချိန်မှာစစ်စည်းမှုကအရန်ကိုမြင့်တက်တဲ့အချိန်တာချီလိတ်မှာလည်းအိမ်တိုင်းလိုမြန်မာအလံလွင့်နေပြီတာချီလိတ်မှာပြီးလို့ရှိရင်အဲ့ချိန်မှာတက်ကဲရဲရဲလဝကရဲဟလာပြည်သူစစ်ကဲတမလို့အကုန်လုံးကစီလုံးညီညွတ်ပြီးတော့အရန်ကိုပူအောင်ဆောင်မတာအကောင်းနေချင် ready ပဲပေါ့ ready ဖြစ်တယ်အဲ့တော့အဲ့လိုမျိုးမြန်မာဘက်ကလည်းစစ်တီးမှုလို့ထိုင်းမှာလည်းအဲ့လိုပဲသူတို့ဘက်ကစစ်တီးမှုဘာလဲဆိုတော့အဲ့မှာထိုင်း channel 7တို့ဘာလို့မှာသူတို့စစ်တီးမှုလုပ်တာပေါ့နော်အဲ့တော့ဟိုဟာဂျာဘွားပေါ့နော်ဟိုကောလောဟာလာသတင်းပေါ့နော်ကောလောဟာလာသတင်းရအဲ့မှာဟိုဘက်ဒီဘက်နဲ့ဆက်ပြီးတော့ပြစ်ကြတယ်အဲ့မှာမြန်မာဘက်ကနေပြီးတော့ဟလာဘုံဘူးနှစ်ယောက်ကနေပြီးတော့ထပစ်လိုက်တယ်ရဲတောင်းရင်တလန့်နေပြီးတော့ဒီဘက်ကနေအမြောက်ထားတွေ့တယ်ဟိုကထိုင်းပြီး3လောက်တည်သွားတယ်အဲ့ဒါကိုဒီဘက်ကနေပြီးတော့တက်ကလူတွေကနေပြီးတော့ဟိုဗိုလ်ချုပ်ကြီးမောင်ကြီးကိုတင်ပြတယ်ဗိုလ်ချုပ်ကြီးမောင်ကြီးကအဲ့ဒါကိုဟာအဲ့ကောင်တွေငါလွတ်ထားတာကွာဆိုပြီးပြောလိုက်တယ်ဆိုတာဒါတွေကလည်းလောလောဆယ်ဒီထဲမှာတော့အထောက်ထား document တော့မတွေ့ဘူးဒါပေမဲ့အဲ့ချိန်တော့ကျွန်တော်ထင်တယ်အဲ့တော့စစ်စည်းမှုလုပ်တဲ့အချိန်ဆိုတော့ဒါတွေက propaganda လုပ်တဲ့ဖြစ်နိုင်တယ်စစ်လုပ်တယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဘုံမှုကဘာတူလဲဘယ်ကလဲဒါတကယ်လည်းဖြစ်နိုင်တယ်တကယ်လည်းဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်အထောက်ထားခိုင်းမှာတကူမှမတွေ့ရအောင်ဒါပေမဲ့အဲ့ဒီတုန်းကတော့အဲ့အားကြီးကြားရတဲ့ခါကျတော့ဟိုအားလုံးကတက်ကြွနေပြီစစ်မှန်တော့တက်ကြွတယ်နော်အဲ့တော့ဒါတော့တက်နေရခြားထားမှုတွေပြောပြတက်နေရခြားထားပြောဒါဖျားဖြူဘုံပေါ်မှာဘိုးခင်မောင်ကျူဦးစီးတက်ခွဲဒါတာချီလိတ်လုံညုံရေးနောက်တော့အဲ့ခုန O7 ကုန်းပေါ်မှာဘိုးကြီးစောနိုင်ဦးသာသူအဲ့ O7 ကုန်းပေါ်မှာတက်ခွဲနောက် IO ကခုနဘုံကြီးမျိုးချစ်ကဲ IO လဝကမီးတက်ကဲပြည်သူစစ်ကဲစုပေါင်းတက်ခွဲတွေကဒီတာချီလိတ်မျိုးထဲမှာသွားကင်းနေခဲ့တာချီမျိုးလုံညုံရေးအဲ့တော့ stand by ပေါ့ပြောချင်တာကွာအကုန်လုံးကတောင်းစိနေတယ်။နေဆက်မှာလည်းစကန်ချတယ်တိုင်ရင်မှာလည်းတကြီးခုန 2SC ဦးစီးတဲ့သူတိုင်ဘုံမူဆိုးစောဦးစီးတဲ့အရန်တက်ကအစနစ် O7 ကုန်းမှာဘိုးကြီးစောနိုင်ဦးကတစ်ခွဲဒီဘက်မှာဘိုးကြီးခမောကျော်ကတစ်ခွဲနောက်ပြီးတိုင်မှုဦးစီးဟာတက်ကြီးလေးမှာရှိတယ်။အဲ့ဒါအပြင်ကိုနောက်တန်းရင်းမေတွေဘယ်လောက်စစ်မနောက်တန်းရင်းမေတွေလည်းအမြဲတမ်းနောက်ကတန်းမှာဓမ္မစကြာရွတ်တာတို့ပြေးရွတ်တာတို့ပဋ္ဌာန်းရွတ်တာအဲ့ဒါမျိုးတွေနဲ့အကုန်လုံးကစစ်စင်းကအကုန်လုံးလှုပ်ထားပြီးသားမိသားစုစီအိုမှာလှုပ်ထားပြီးသားတော်တော်လေးကောင်းတယ်အခြေအနေကလေအခြေအနေကောင်းတယ်လို့ပြောရမှာပေါ့အဲ့တော့ကျွန်တော်အခုချိန်လေးစပြီးတော့ဒါရက်ဆွဲလိုက်ပြောမယ်ရက်ဆွဲလိုက်เนาะအဲ့ဒါအခုအခြေအနေကဘယ်ဖြစ်စင်လာတော့မဖြစ်သေးခင်အခြေအနေကိုရှင်းပြတာမဖြစ်သေးခင်မှာဒီလိုအခြေအနေဖြစ်နေထိုင်းဘက်ကလည်းဟိုဘက်ကဝတ္တနာချိုင်းဦးစီးတဲ့ထိုင်းတိုင်းမှုစစ်ပြင်းနေတယ်အမှ3တိုင်းမှုဝတ္တနာချိုင်းဦးစီးတဲ့ဟိုဘက်ကလည်းစစ်ပြင်းနေတယ်ဒီဘက်ကလည်းဖြစ်တော့မယ်သိပြီစစ်ပြင်းနေပြီအခြေအနေအဲ့လိုဖြစ်နေပြီပေါ့เนาะအဲ့တော့2000ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဒီခုနကျွန်တော်အခုဒါပြောမယ်ဟာဒီဘုံမီမျိုးချစ်တိုင်းမှုသူကိုယ်တိုင်တိုက်ခဲ့တဲ့တိုက်ပွဲဆိုတာသူဟာဖြစ်စင်လွဲစရာမရှိဘူးသူ့စီဟာကိုပြောမယ် तू ကအဲ့နေ့မှာဒီခမ359တိုင်းမှုဘုံမီမျိုးချစ်က तू ကသခန်းပတ်စစ်တယ်နောက်ဒီသခန်းထဲမှာနေရာချရစစ်ဆေးတယ်နောက်အင်အားတွေဖြည့်တင်ဥပမာ तू 07ကုန်းမှာတက်ကြည့်တယ်တော့စောနိုင်ဦးမင်းအခြေအနေကဟာအစုစုပေါင်းမှာအင်အားလေးလောက်ပဲရှိတယ်အဲ့ဒါဆိုမင်းကတော့24ရောက်ထပ်ပြည့်ပြီဆက်ပြည့်ဆိုပြီးတော့နောက်ကဟိုစစ်သားတွေမလောက်တဲ့အတွက်အောက်က IO မင်းတို့အကင်းတကန်းနေမှာဘယ်လောက်ရှိတယ်မင်းအနည်းဆုံး9လောက်မထုံနိုင်လို့ထုံနိုင်တယ်အဖဆိုအင်ရထပ်ပြပြီဒါတော့သူစစ်နည်းစရလောက်ခုံလုံးနေပေါ့နော်ပြီးလို့ရှိရင်လက်နက်ခဲရိတ်ခါဖြည့်ရတော့မယ်အင်အားအကုန်ဖြည့်တယ်လိုအပ်တဲ့သူအကုန်လိုက်စစ်တယ်အကုန်ဖြည့်တယ်ပြီးလို့ရှိရင်လိုအပ်တဲ့အရန်ရိတ်ခါကိုသူတိုင်ရင်မှာထားတာတိုင်ရင်မှာတော့ဘိုတိုင်ရင်မှာ 2NC ရှိတယ် 2NC နဲ့အဖွဲ့ကိုအဲ့အစင်းလေးလောက်တာပက်ကစ်လောက်တာအသိလောက်တာလိုအပ်တဲ့ထိုင်ပို့ပါစင်းလောက်သူကဒါသူ့ရဲ့ကြိုတင်မြင်စင်းပေါ့အဲ့တော့အဲ့နေ့ညအဲ့8ရက်နေ့ညဘက်မှာဓာကဆောင်ကဘုံချုပ်တန်းအောင်ပေါ့ဘုံချုပ်တန်းအောင်ကဖုံးဆက်တယ်သူ့စီ
ကိုမျိုးချစ်ကိုသူကတော့ဟုတ်တယ်နော်ဘုံကြီးမျိုးချစ်နော်ဟုတ်တယ်ကိုမျိုးချစ်ဘုံမျိုးချစ်ကိုမျိုးချစ်ရေးတဲ့မနေ့မှတိုင်းမှုလာမယ်တဲ့အဲ့ဒါဟိုခိုင်းမှုလာမယ်ဆိုရင်ခင်ဗျာကြိုပြီးတော့ပြင်ဆင်တိုင်းမှုလာသူတရဲမှာနေမှာအဲ့တော့အဲ့မှာလာမယ်တဲ့မင်းအဲ့ဒါကြိုပြီးတော့ပြင်ဆင်ထားပေးပါပြီးတော့မင်းလည်းလာခဲ့လိုက်ပေါ့ဟိုတိုင်းမှုလာကြိုလိုက်ပေါ့အဲ့တော့တော့လည်းဟုတ်ကဲ့ပေါ့အဲ့တော့အဲ့ဒါဖေဖော်ဝါရီလ10ရက်နောက်ဖေဖော်ဝါရီလ9ရက်နေ့လဲကြာကြအောင်မနေ့9နာရီခွဲလောက်လဲကြတော့တိုင်းမှုကတာချီလေးကို၄ရောက်အဲ့ ကျွန်တော်တို့ရဲ့ဘာပြောင်းကြီးပေါ့ ကျွန်တော်တို့ရဲ့ဘာပြောင်းကြီးဘုံချုပ်သိမ့်စိန်ပေါ့သူကရောက်တဲ့ခါမှာတက္ကသမှုနဲ့ခုနဘုံမျိုးချင်းနဲ့တွားကြိုကြတာပေါ့တွားချိုပြီးတဲ့ခါမှာသူကခေါ်လာပြီးတော့ဂျင်းနဲ့ခေါ်လာရိတ်တာရောက်တဲ့ခါမှာတိုင်းမှုရောက်ချင်းဘာမှပြောကိုတောင်းအောင်နဲ့ကိုမျိုးချင်းနဲ့ငါခဏလိုက်ခဲ့အောင်သူအိတ်ခဏခေါ်သွားတယ်ခေါ်သွားတော့ဘာပြောတော့ဘာထူးသေးလဲကိုမျိုးချင်းဘာထူးသေးလဲဘာလို့တိုင်းရချပြထားတဲ့သတင်းတွေအတိုင်းပါပဲပေါ့ကျွန်တော်တော့ဘာမှထူးထောင်မရှိသေးပါဘူးအေးခယူဆိုင်တဲ့နောက်ပြီးတော့တခါဘာဆိုတော့သူကငါထမင်းမစားတော့ဘူးတဲ့ဘာခုအဲ့ဟိုဘက်မှာချင်းရိုင်မှာကျွန်တော်ယူရီးယားဘက်မှာချင်းရိုင်မှာဟိုတက်မလို့ထိုင်းတက်မလို့ကာဝူးတချို့အဟောင်းကဖိတ်ထားလို့ကျွန်တော်ထင်ပါတယ်နေချာကော်မတီစီဝေးသွားတာလားမသိဘူးအဲ့သူကဘာအကြောင်းကသွားတယ်ကတော့မပေါ့ဘူးအဲ့သူငါသွားဖို့ရှိတယ်ငါအခုချင်းထွက်မယ်အဲ့ဘက်ကိုသွားမယ်မနေ့ဖန်ကြမှာပြန်လာမယ်မနေ့ဖန်ပြန်လာပြီးလို့ရှင်မင်းတက်မှာဒီတက်မှာငါအိတ်မယ်ဘာမှထွေလီကာကြီးလုံးမနေနဲ့ရတယ်မင်းကလည်းငါဒီမလာနဲ့မင်းတောင်ကျနေရအောင်သွားကိုသားအောင်ကကျွန်တော်ဒီမှာလာနေဆိုကိုသားအောင်ကခုနဓာတ်ကစားမှုကိုသားကျွန်တော်လာနေဆိုပြောပြတာဟိုတိုင်းမှုကဆက်ထွက်သွားနော်အဲ့တော့ဟိုတိုင်းမှုကဘိုးချိုသိန်းစိန်ကသူကချင်းရောက်နေတယ်ဒါပေမဲ့အဲ့ဒီညဘက်မှာသူကဟုတ်ပြီအဲ့ဒါဆိုရင်တော့ဟိုဓာတ်ကစားမှုကလည်းသူ့ကိုပြောတယ်မနေ့ကညနေလည်းကိုမျိုးရှင်ခင်ဗျမလာနဲ့တော့ခင်ဗျကတောင်ကျရလို့ကျွန်တော်ကတိုင်းမှုပြန်လာကြိုလိုက်တော့မယ်ခင်ဗျကလှုပ်ဆက်ရှိရလှုပ်ဆိုပြီးပြောလိုက်အဲ့ချိန်မှာညဘက်ကျသူကပြန်လာတာရှင်းမျိုးတော့ပြန်လာပြီးသူကင်းနေပတ်စစ်ဘာတွေစစ်နေလိုအပ်တဲ့ဟာတွေလုံနေချိန်မှာအဲ့ပင်ညမှာသူဘာသတိထားမိလဲဆိုတော့ဒီဘက်တာရှင်းလေးဘက်မှာမိလင်းထိန်တာဒီလက်ကလူတွေကအကုန်လုံးကမိလင်းထိန်ပြီးတော့ဖြစ်တယ်ဒါပေမဲ့ဟိုဘက်မှာမဲဆိုင်ဘက်မှာကြည့်တော့မိတွေပိတ်တာထိုင်းတဲ့နိုင်ငံတိုင်းကလို့အဲ့ဟိုဒီဘက်ချက်ကြီးမှောင်ချတာဟာဒါထူးကြတယ်ထူးကြရတော့ဟိုတခုတော့ဘာမှတော့မသိဘူးသတိထားရမယ်နော်ပြီးတော့သူစိုးရိမ်တာကတိုင်းမှုကလည်းဟိုဘက်ကန်းရောက်တယ်ဟိုဘက်ရောက်ပြီးတော့အကုန်လုံးမှောင်ချတာတယ်အဲ့မှာ तू ကဘာလို့စဉ်းစားလိုက်ပြီလဲဆိုတော့ဒါဟိုခစ်ကလူကြီးနော်ဘာလို့စဉ်းစားပြီးတော့မှောင်နေတယ်ချမ်းအဲ့တော့ငါတို့ဘက်မှာမြေလင်းထိုင်တယ်ဒါဟိုအခွင့်ကောင်းယူပြီးတော့သူ့တိုင်ကိုလှမ်းဖို့ဆက်တယ်စိုးစော်လည်းသူ့စီသူ့လည်းမင်းလက်နက်ခဲရနေအကုန်လုံးစင်းနေဖြစ်ပြီလားအားလုံးပတ်ကဲလို့လုတ်ပြီးအေးအဲ့ဆိုရင်မင်းအခုညတို့ညအခုမင်းချက်ချင်းကားစီတင်ပြီးတော့အဲ့ကားတွေနဲ့မင်းအဲ့စကားကုန်းတွေအကုန်ပို့ဩကားတစ်စီးနဲ့ဒီကိုနိုင်ဝဲချဖို့အဲ့တော့ဒီဘက်မှာမီးလင်းနေတယ်မီးလင်းနေတဲ့အတွက်ဒီကားတစ်စီးသွားလာလားမသိတာဘူးအဲ့ဒါကိုအချိန်အခွင့်ကောင်းယူတော့တိုက်ပွဲဖြစ်မှဆိုရင်မီးတိုင်းကြီးနဲ့ဟိုခဲပို့လို့ရှင်တိတာကွန်ဘွိုင်းဖြစ်သွားမှာအဲ့တော့အခုတော့မှမီးအောင်ထဲမှာ तू ကဘာပြောတော့တားတိုင်းနဲ့မလာနဲ့နိုင်ဝက်ချစီနိုင်ဝက်ချရမယ်အဲ့ဒီပို့ဆိုအဲ့ဒီညဟိုတော့တောင်းစီတယ်နော်မဆိုည2 နာရီလောက်ကြာမှလက်နက်တစ်ခဲရနေအကုန်ရောက်သွားတယ်ဟို7ဘော်လည်းရောက်တယ်တာချီလေးမျိုးလည်းရောက်တယ်သူသက်ဆိုင်ဖျားကုန်းရောက်တယ်စကန်ကုန်းတွေအကုန်ရောက်တယ်ဟိုလက်နက်တွေအကုန်ဖြည့်ပြီးသွားပြီအေးကတော့တရင်မှာစုပဲလားအဲ့မှာကျန်တဲ့လောတယ်မှာအိုဆမ်မှာဘိုးကြီးစောနိုင်ဦးစီးတဲ့တစ်ခွဲပဲရှိတယ်လောတယ်မတင်သေးဘူးဒါ 2S ဦးစီးတဲ့ကျန်တဲ့စကြောင်းနှစ်နဲ့တစ်ခွဲကတရင်မှာပဲနားနေလာတယ်အဲ့တော့ तू ကဘာပြောလဲတော့ဘာဆဲလဲတော့အကဲည2 နာရီလှော့မှာလက်နက်တွေအကုန်ရောက်သွားပြီအားလုံးကသတင်းနာအကုန်ရောက်သွားပြီပို့ပြီးသွားပြီကဲလက်နက်လည်းစုံပြီခဲလည်းစုံလူလည်းစုံချရင်တော့ချတာကွာချကိုဘက်က ready ပဲပေါ့အေးကိုဘက်က ready ပဲချရင်တော့ချတော့သူအဲ့လိုတွေးတော့အဲ့တော့အေးဖေဖော်ဝါရီလအဲ့ဒါတရက်ဖေဖော်ဝါရီလ9ရက်နေ့ပြီးသွားအောင်နောက်တော့ဖေဖော်ဝါရီလ10ရက်နောက်တော့10ရက်နေ့ကျတော့ည20နာရီ24 5နာရီတော့8နာရီပေါ့ည8နာရီ45မိနစ်ကျတော့တိုင်းမှုက8နာရီ45လောက်ကျမှတိုင်းမှုကတစ်ဖက်ပြန်ရောက်လာပြန်လာသူ့တက်မှာအိတ်တာဟုတ်ဦးသိန်းစိန်ကြီးအိတ်တာသူ့တက်မှာအိတ်တာအဲ့တော့ဦးသိန်းစိန်ကြီးကညကျတော့ရဲအောင်ချင်းပဲသူ့ဒီဖုန်းဆက်တယ်ဒီတိုင်းမှုဒီဘုံမျိုးချစ်ဒီမျိုးချစ်အချင်းလေးဘာထူးလဲဘာမှမထူးပါဘူးဟာကျွန်တော်တို့ကဒီမှာအားလုံးစီစဉ်ထားပေးတာပဲအေးဂယူဆိုင်တဲ့ဟိုဘက်ကတော့အချင်းလေးထူးနေတယ်တဲ့ဟိုနေ့ကတော့အချင်းလေးထူးနေတယ်ငါအခုပြန်လာအချင်းလေးထူးနေမှာတော့မင်းဂယူဆိုင်တဲ့ဒီရောက်မင်းဂယူဆိုင်တဲ့ပြောတဲ့ခါကျတော့ဟုတ်ကဲ့ပါဗောကျွန်တော်အားလုံးစင်းနေလောက်ထားပြီးအေးအဲ့ဆိုပြီးတော့ဗောအဲ့ဆိုပြီးတော့တခါအဲ့တော့တိုင်းမို့အဲ့လိုပြောချင်မှာ तू ကပြောလဲပြောပြီးတော့ तू ကချက်ချင်း 2NC ဖုန်းတက်တယ်စိုးစိုးညီလေးတိုင်းမို့ view site ပြီးအဲ့ဒီညမှာသူ့တိုင်ရင်မှာရှိတဲ့ရဲမေတွေအကုန်လုံးတက်ပတ်လဲကင်းမုံချ
တိုင်းမှုလုံကျွေးတက်ပတ်လေကိုလုံးကင်းမုံချသူကတော့လာလို့မရဘူးသူကတော့မျိုးထဲမှာဒီဟိုဘက်နိုင်ငံနဲ့ဖြစ်မဲ့ဟာလုံကျွေးပေါ့နော်အဲ့တော့သူအဲ့ညမှာရဲမေတွေပါတာဝန်ပြည့်ယူရတာနော်ရဲမေတွေပါတနက်ကာပြီးအဲ့တိုင်းကိုဟိုတိုင်းမှုလုံကျွေးပေါ့လုပ်တာပေါ့နော်မတိုင်းမှုလုံကျွေးတော့မဟုတ်ပါဘူးဒါလိုအပ်တယ်ပေါ့နော်လက်လုပ်တာပေါ့ကိုနေမေလုံခြုံရေးပေါ့လက်လုပ်တာသူလက်လုပ်တာပေါ့အဲ့သူအဲ့မှာညဘက်ကျသူစဉ်းစားတယ်အော်O7မှာဘိုးကြီးစောနိုင်ဦးထားတယ်ဘိုးကြီးစောနိုင်ဦးကတော့ဒါတော့ဟိုပါပေါ့နော်ဟိုမင်းသူ့ရဲ့ character ပေါ့အရက်ကပူပြက်နဲ့စိတ်ကလည်းစိတ်တူလွယ်သေးတယ်မျက်စိလည်းမြင်ကြည့်ပေါ့ကွာလို့ရင်လည်းရှူတိုင်းနဲ့ခက်ပြက်ချမယ်ပေါ့ဆောင်းရမ်းလုံးပဲဆောင်းလုံးတယ်ဆောင်းလုံးတယ်ကောအေးဆောင်းလုံးတယ်ကောအဲ့ကောင်တော့ငါစိတ်ချတယ်အဲစောနိုင်ဦးတော့ငါစိတ်ချအဲ့ကောင်သူရောက်ပဲရပါတယ်အဲ့မှာဒါပြပြောတာပြီးမှပြောတာဒါပဲပြောတာအပြီးလဲပြီးတော့တခါတော့ဟိုဘက်ကဖျားဘူးကောင်မှကျတော့ဘိခမောင်ချူဘိခမောင်ကျတော့အနေအေးတယ်ဒါပေမဲ့အလုပ်လုပ်လို့ရှင်လဲသူကတော့အေးစစ်စစ်နဲ့လောက်တယ်တိကျကျနဲ့လောက်တယ်ဒါပေမဲ့လောင်းကစားဝါဒနာပါတယ်တကယ်လို့များဒီကောင်ရွာရဲစင်းနေဒုက္ခဟိုညိုရဲစင်းနေဒုက္ခကိုဒါပေမဲ့တရမှုပဲသူ့ထက်လဲတာဗောဆရာကြီးတယောက်ထည့်ပေးလိုက်တယ်ဆရာကြီးခင်ဗျအဲ့ဘယ်ဘိုးကြီးပဲသွားလဲပြောဟိုကမစင်းရတော့ဘူးမစင်းရတော့ဘူးနော်အဲ့တော့ဒါ तू စဉ်းစားနေတာညပဲ तू တက်ခွဲဖြတ်ခွဲဖို့နော် तू ဖြတ်ခွဲဖို့ तू စဉ်းစားသူတဲ့ character လေးတွေနဲ့လားသူ character ပေါ့အဲ့တော့ဇက်ကောင်ရွေးလို့ချင်းအဲ့လိုလေးရွေးရပါအဲ့တော့အဲ့ဒီဆယ်နေညမှာ तू အဲ့လိုအိတ်မပြောဘူး तू အဲ့ဒါစဉ်းစားပြီး तू ငါဘယ်နေရာတောင်းစိတ်သေးလဲဘယ်နေရာလိုသေးလဲဘယ်နေရာမှာဟာကွက်တွေရှိနေ तू စဉ်းစားအဲ့ဟိုညဘက်ကြလို့ချင်းကင်းနေပတ်ခိုင်းတာပေါ့အဲ့နေ့နောက်နေ့မနေ့ဖေဖော်ဝါရီလ17ရက်နေ့2000ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မနေ့3:50လောက်ကြာ तू ကနိုးလာတဲ့ခါကျတော့ तू ကနိုးချင်းပဲ तू က IO ဖုန်းဆက်ပြီးတော့ကင်းနေလိုက်ဆက်ခိုင်းတယ်ပြီးလို့ရှင်သက်ဆိုင်ရာကင်းဖွဲ့နေမြင်မထူတောင်းပါလေနေမြင်မထူပေးတယ်မင်းတို့ဘာထူတယ်မင်းတို့ဘာထူတယ်မထူပါဘူးမထူပါဘူးတို့နေမြင်မထူတောင်းတော့အဲ့တော့ဟောအေးဘာမှမထူအဲ့ချိန်ကြီး9နာရီ3နာရီခွဲဒီဘာမှမထူသေး3:50ဘာမှမထူသေးဘူး4နာရီထိုးသွားပြီရောင်တက်လာ9နာရီခွဲနဲ့3ည5 3 ညအချိန်ပေါ့9နာရီခွဲတော့ကြောင့်အဲ့ O7 တောင်ဝကနေပြီးအဲ့မှာအတွဲလိုက်ဟိုးနဲ့တနေ့ပြချချကြအောင်ချကြကြတော့မနေ့9နာရီခွဲကြီးနော်ကိုဘက်ကမဟုတ်ဘူးကိုဘက်ကပြစ်တာဩကိုဘက်ကပြစ်တာကိုဘက်ကပြစ်တဲ့အတန်ကြီးကြားကြားတော့ချက်ချင်းစောနိုင်ဦးဘာဖြစ်လဲဆိုတော့ဖုန်းဆက်တယ်မေးတော့ထိုင်းဘက်ကတဲ့ရောက်30လောက်လင့်ငါယူပြီးတက်လာတယ်တဲ့အဲ့ဒါကိုကိုဘက်ကကင်းရှည်ကတွေ့လို့ကျွန်တော်ပြစ်ချလိုက်ပြတာတဲ့ပြန်လိမ့်ပြန်ကျသွားပြီပေါ့အဲ့တော့အေးအဲ့ဆိုတော့ view side ဆိုပြီးတော့ဖြစ်ချက်ချင်းခုနကသူနောက်တန်းမှာတက်ဖွဲ့ရတဲ့ဘမူဆိုးဆိုသူရဲ့ 2NC နဲ့စစ်ကြောင်းနှစ်တစ်ခွဲရှိတယ်မင်းတို့အခုချက်ချင်း O7 ကိုတက်ပေါင်းတော့အေးမင်းတို့တက်ပေါင်းတော့ဟိုကလည်းစပြီဒီဘက်ကလည်းဟိုကလည်း okay ready ပဲကျွန်တော် ready ပဲဆိုချက်ချင်းကိုမနဲ့စောကြီးနော်မနဲ့9နိုင်ကိုချက်ချင်း ready ပဲအားလုံးတက်ပြီးတော့တက်တော့အဲ့မှာတက်ပေါင်းခိုင်းလိုက်ပါပြီးတော့တခါစောနိုင်ကတခါဖုန်းဆက်တယ်အဘဟိုကအင်းက30မဟုတ်ဘူး50လောက်ရှိတယ်ဘာလဲရှမ်းနဲ့ဟိုကနဲ့ရှမ်းနဲ့ထိုင်းနဲ့ရောထားတယ်ခုနရွက်စစ်နဲ့ဟိုနဲ့ရောထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လွယ်တော်ခန်းတောင်ကျောပေါ်ကနေပြီးတော့တင့်ရောတန်ချက်ကတင်ကားတစ်စီးရယ်တန်ချက်က2စီးရယ်နဲ့ကိုသူတို့အိုဆဲကိုတိုက်ရိုက်ပြစ်တာဩဒါစစ်ဖြစ်နေပြီဒါစစ်ဖြစ်သွားပြီဘာလို့ထိုင်းတက်မလို့ပါလာပြီထိုင်းတက်မလို့ထိုင်းနိုင်ငံတွေကနေပြီးတင့်နေရောတန်ချက်ကရောနဲ့ဒီအိုဆဲကိုပြစ်နေတိုက်ရိုက်ပြစ်တယ်သူတို့ဒီမှာလည်းထိထားတယ်အမှအကြဆုံးလည်းရှိတယ်ကိုယ့်ဘက်ကအကြဆုံးလည်းရှိသွားတယ်ထိလိုက်တဲ့ဆက်ဖြစ်ချင်းမှဖြစ်သွားတယ်အဲ့လိုဖြစ်သွားအဲ့တော့တိုင်းမှုကတခါအဲ့တန်ကြားတော့ तू ကအိတ်နာလေးဟိုမှာဆိုးထွက်သွားပြီးတာနေကြားမှာကြာဟာတိုင်းမှုကချင်းဖိုးတဲ့မြို့ရှိအစင်ပြေလာတဲ့မေးပေါ်မြို့ရှိအစင်ပြေလာတဲ့ဘာဟုတ်ကဲ့ဒီလိုဖြစ်လို့ကျွန်တော်တို့ပြန်ပစ်ထားတယ်အေးငါနဲ့ဓာတ်ကစားမှုနဲ့မင်းဒီလာခဲ့မယ်တဲ့ချက်ချင်းတော့မနေ့6နာရီ9နာရီ6နာရီထုံးမှာဓာတ်ကစားမှုနဲ့တိုင်းမှုနဲ့ကခုနအဲ့တိုင်းမှုရှိတဲ့ဖျားကုန်းပေါ်ရောက်6နာရီ15မှာတိုင်းမှုနဲ့ဓာတ်ကစားမှုရောက်မြန်လာပဲ6နာရီ15မှာအဲ့ဖျားကုန်းပေါ်တိုင်းမှုနဲ့ဓာတ်ကစားရောက်အဲ့ချိန်မှာချနေတယ်ဟိုမှာO7 မှာချပြန်လန်ပြစ်နေကြအဲ့တိုင်းမှုရဲ့မျက်နှာအဲ့ချိန်မှာတော်တော်ကြီးကိုခက်ထန်မျက်နှာရဲ့တင်းမှာခက်ထန်နေတယ်ဘာကြီးဘာပြအေးမဟုတ်လေစဉ်းစားကြည့်မနေ့ကမှသူပြန်လာတယ်အေးလေဘူးကျုံပြီအေးမနေ့ကလည်းပြန်လာသူ့ကိုဘာလဲပြိုင်နေဝမ်းချပြီးတော့ပြီးလေပြီးဒီမိနစ်ထကြုံလာစိတ်တူမယ်ဆိုတူစရာပေါ့နော်စိတ်ဆိုးသွားပြီစိတ်ဆိုးသွားပြီအဲ့တော့တိုင်းမှုကဒါဘုချုပ်သိန်းစိန်အကြောင်းအခုနဲ့ကျွန်တော်တခါပြောပါတယ်နော်ဟိုပုံစံကတကယ်တိုက်ခိုက်ကောင်းတဲ့စစ်သားကြီးတယောက်လိုမထင်ရဘူးပန်အောင်မှာအလုတ်ထိုင်လုပ်တဲ့ step တယောက်လိုပဲဒါပေမဲ့အခုစစ်တိုက်တာပြောပြမယ်ကျွန်တော်ကြီးမျက်နှာကြီးကတင်းပြီးတော့ဘမူကြီးမျိုးချတိုက်မှုကိုမေးတာမင်းဘာဆက်လုပ်မလဲမျိုးချမင်းဘာဆက်လုပ်မလဲတဲ့မင်းဘာလုပ်မလဲလို့မင်းဘာလုပ်လို့ပြောတာမဟုတ်နော်ဟိုအမိတ်ပေးတာမဟုတ်သေးဘူးမေးလိုက်တာမင်းဘာဆက်လုပ်မဟုတ်သဘောကအကူပြောချင်တာလို့လဲ independent မင်းလုပ်ချင်တာလုပ်ချပေါ့ဘာလုပ်မှလဲမင်းဘာလုပ်မှလဲမင်းချမှာလားခံမှာလားမင်းဘာလုပ်မှာလဲဒါကိုပြောချင်တာမင်းဘာလုပ်မှာလဲ
မင်းကိုချနေပြီမင်းဘာလုပ်မှလဲဆိုတော့ဘုံမျိုးချက်ကလည်းပြောတာပြန်တော့သူတို့ဘက်ကလက်လက်ကြီးစပြစ်နေပြီမကြခင်ချင်းရလဲဒါထောင်လိုင်းတဲ့တဲ့ရ155မမ ဟောစား ဟိုစာကြီးနဲ့ပြစ်တော့မယ်ဒါနှစ်နိုင်ငံဖြစ်တဲ့စစ်ပွဲအဆင်ဖြစ်သွားပြီပါအဲ့တော့လောလောဆယ်တော့ကျွန်တော်တို့ရဲ့ကွန်မန်ဒါကရှေ့ထန်းတအားရောက်နေအဖ ဟောဒါဦးသိန်းစိန်ကြီးပြောတာရှေ့ရောက်နေ ရှေ့ထန်းတအားရောက်နေအဲ့တော့ကျွန်တော်တို့အဖဒီမှာရှိနေချိန်မှာတို့ကဟိုပြန်မပြဘူးဟောလေ အမြောက်ကြီးတွေမသုံး လက်လက်ကြီးတွေပြန်မပြဘူး ကိုယ့်ဘက်ကမသုံးသေးဘူး ကိုယ့်ဘက်ကမသုံးသေးဘူးဘာလို့မသုံးသေးလဲဆိုတော့ပြန်ပစ်တာပါကြဆိုဒီမှာကွန်မန်ဒါမှာ ထိပါမှာ နောက်တစ်ခုကကျွန်တော်ထင်တယ်လေတော့အဲ့လင်းရဟိုလင်းဒီတက်ချီလိတ်ကနေလင်းတက်ကျွန်တော်သိချာမသိဘူးလားတက်ချီလိတ်ကလင်းတက်တဲ့လမ်းကသူကအဲ့လိုအမြောက်ပြစ်လမ်းကနေများသွားသလားဘယ်လိုလဲမသိဘူးနော်မိုင်းဖြတ်ကိုဖြတ်ပြီးတာနဲ့သူကပြစ်လို့ရပြီလို့ပြောတယ်အဘအခုပြန်အဘတက်ချီလိတ်ကနေကျိုင်းတုံပြန်သူကျိုင်းတုံပြန်မှာတက်ချီလိတ်ကနေပြန်အဘလေမိုင်းဖြတ်ကိုဖြတ်ပြီးဆိုတာနဲ့ကျွန်တော်ဒီကအမြောက် sorry အမြောက်စပစ်တော့အမြောက်စပစ်တော့အဲ့လိုပြောတာအဲ့လိုပြောတဲ့ခါကျတော့မချိုးကြီးတက်စေရမချိုးကြီးတက်စေရဘာပြောလဲကောင်းပြီတဲ့ view site ပါတဲ့ငါလေရင်က9နိုင်ထိုးမှတာကြီးလေးကတက်မယ်တဲ့မင်း9နိုင်ဆက်ကမင်းစလုပ်လို့ရပြီတဲ့မိပြတော့ငါပြန်မယ်ပြန်ပြီးတော့ဒါဘာပြောအေးစိတ်ချလက်ချငါပြန်မယ်တဲ့ကိုတန်းအောင်ကခုနဒါကစားမှုဘုံကျုပ်တန်းအောင်ကိုတန်းအောင်လည်းတဲ့ကိုမျိုးချင်းနဲ့ပေါင်းပြီးတော့ကိုကန်းမှုယူပါတဲ့အဲ့တော့ပြီးလဲပြောပြန်ခဲ့ကြလို့ရှိရင်ဟဲ့အောင်မျိုးချစ်တဲ့ O7 ဂုံးကြလို့ရှိရင်မင်းငါးစီဖုံးမဆက်နဲ့တော့မင်းအချိုးရတန်းဝင်တော့ မိုက်တယ် ကိုတန်းအောင်လည်းအရေးယူခံမှုပြင်ထားပါတယ်နားလည်လားတဲ့ဒါအခုဘိုးကျုံနဲ့ဗမှုကျုံနဲ့နော်ဗမှုကျုံနဲ့တစ်ဆင့်ပဲကွာတိုင်းမှုနဲ့ဒါကစားအစစ်ဟွာတော့ရာလူချင်းတော့ကွာတာပေါ့တစ်ဆင့်ပဲဒါပေမဲ့ဒီတင်ပြက်သားနဲ့ပြောရတယ်နော်ကိုတန်းအောင်လည်းခမားလည်းအရေးယူခံမှုပြင်ထားတရင်မှုမျိုးချစ်မင်းကတော့ငါဒီဖုန်းလည်းမဆက် O7 ကုန်းကြောက်တယ်မင်းငါဒီမဆက်တယ်တော့မင်းချိုးရဲဝင်တော့ပြောချင်တာတော့တခါလေးအပြတ်ပြောလိုက်တာစကမ်းမချစေနဲ့ပေါ့ စကန်အမပေးအမေတခါလေးအမေပေးတာအမေအပြတ်ပဲငါလုံးဝမကြတာမလို့ရှိဘူးဘာလို့လဲသူ့ကိုခုနမင်းဘာလုပ်မလဲလို့မေးပြီးသွားပြီမင်းဘာလုပ်မလဲဆိုတာကမင်းလှုပ်ချင်တာအကုန်လုပ်လို့ပြောတာမင်းအကုန်ပေးလိုက်လုပ်ပိုင်အကုန်ပေးလိုက်မင်းမအမြောက်နဲ့ပဲပြမင်းလေးနဲ့ဘယ်လိုလုပ်ကြိုက်တာလို့ အေးတိုက်တယ်လို့ စကမ်းမချရင်ပြီးရော စကန်မကြတယ်မကြတယ်လို့ပြောပြီးသွားပြီပြောတော့ तू ကအဲ့မှာ9:45မှာခုန6:00နာရီခွဲမှာရောက်တယ်9:45ကျမှအဲ့ဖျားကုန်းကနေပြီးတော့တိုင်းမှုနဲ့ဖျားပြန်တယ်တိုင်းမှုနဲ့ခုနဒါကစားမှုနဲ့ပြန်တယ်အဲ့ချိန်မှာ9:55 7 minute ပဲကြာတယ်9:55ကြာတော့ဘယ်လိုဖြစ်သွားခုနချင်းရ155ဟော်ဝေစာကြီးပြစ်ပြီတရားဟော်ဝေစာနဲ့ O7 ကုန်းကိုအဲ့မှာပတ်လေချပြီးပြီးတဲ့ချိန်မှာအဲ့ချိန်မှာ9:55မှာပဲခုနဘိုးကြီးဘုံမှုစိုးစောတို့အဖွဲကပေါ်ရောက်နေပြီဟိုအဲ့ O7 ကုန်းကိုရောက်သွားပြီရောက်သွားတော့သူတို့လည်းအဲ့မှာလူလည်းပြစ်ခံနေတာပေါ့ကွာလူလည်းပြစ်ခံနေတာပေါ့အဲ့ချိန်မှာမြန်မာဘက်ကကောင်တာဘာမှမပြစ်နိုင်သေးဘူးဒီဘက်ကစကန်းကိုလာသိမ်းနေတဲ့တက်လုံးတဲ့ကောင်တွေကိုပဲပြစ်သေးတယ် ပစ်ချနေတဲ့အနေထားရှိသေးတယ်ကိုယ့်ဘက်ကလက်လက်ကြီးတစ်ခုမှမလာသေးဘူးထိုင်းမပြစ်သေးဘူး နောက်ဆိုဟုတ်သိန်းစိန်ကြီးပြန်လာကိုချိန်ပေးတာ အချိန်ပေးတာအဲ့တော့ဒီဘုံမှုဆိုးဆိုတော့လဲစကန်းဝယ်ရတဲ့ခါတော့ရောက်တော့နေရာယူဖို့ရှိသေးဟိုဘက်ကဟော်ဝယ်စာနဲ့ထုတဲ့ခါကျတော့ဟိုဝရုံသုံးကားတွေပေါ့ကွာဟာလာတကယ်နေရာယူတာပြေးရလွှာထိတယ်ထိကြရလူလည်းကြအဲ့လိုမျိုးတွေဖြစ်ကြတာပေါ့နော်နောက်အဲ့အချိန်မှာပဲတစ်ချိန်တည်းမှာပဲခုနအဲ့ O7 ကိုတိုက်နေတဲ့အချိန်မှာပဲဒီထိုင်းနယ်စပ်တစ်ချောင်းမှာရှိတဲ့ရေတော်ခန်းစခန်းတို့နောက်လွယ်ခန်းစခန်းတို့နောက်လွယ်မစုပ်စခန်းချတီနာစခန်းအဲ့စခန်းတို့တကယ်နဲ့ချတယ်ဩတခုတည်းတိုက်တာမဟုတ်မဟုတ်အဲ့နယ်စပ်တောက်လျှောက်ရှိတဲ့စခန်းတွေကိုလို့တပြိုင်နဲ့တိုက်တာဟို just လို့ရရှိမှာပေါ့ just တို့အဖွဲ့ရှိရတိုက်နောက်ကနေတော့လက်နက်ကြီးနဲ့ပြစ်ပေးပါအဲ့လိုမျိုးပေါ့နော်ပြီးသူတို့ထက်လည်းလူတွေပါထိုင်းလည်းပါရောလာတာပေါ့နော်အဲ့တော့အဲ့ချိန်မှာစကန်တွေတောက်လျှောက်တပြင်းနဲ့တိုက်နေပြီတော့ခုနဘုံမျိုးချစ်စီကိုတရင်ရဝင်တယ်8နာရီခုန9:55မှာတရားဟော်ဝေစာစပစ်တယ်8နာရီ15အချိန်ထိကိုယ့်ဘက်ကပြန်ပြီးတော့မတုံ့ပြန်နိုင်သေးဘူးဘာလို့လဲဆိုလေရင်က9နဲ့ထုံးမတက်ဘူးသိစိန်ကိုလည်းစောင့်လာ9နဲ့ထုံးမတက်ဘူးအဲ့တော့8နာရီ15အချိန်မှာဘက်ကဘယ်လောက်ထိတင်ရဲလိုက်တော့ကိုယ့်ဘက်ကဘာမှပြန်မလုပ်တဲ့အတွက်အတင်းပိုရဲလာအတင်းပိုရဲလာပြီးတော့ဒီချင်းရဲကနေပြီးတော့သူက satellite နဲ့ဂျိုရူကနေပြီးတော့ဒီ O7 ရဲ့ location ကိုကြည့်ပြီးတော့အဲ့ O7 ကုန်းပေါ်155နဲ့စီးဆက်ပြစ်တာစီးဆက်ဆိုတော့ကွာဒီလိုလုံးကြအဲ့လိုစီးဆက်ပြစ်တာရှောင်းတိန်းနေရနေရမရှိဘူးစီးဆက်အဲ့လိုဘောအမှုချီတာO7 ကုန်းအဲ့ဒါကိုကိုစီကလူကလည်းအဲ့အမောက်ပြစ်တံကိုကြက်ညက်ခံတယ်အောက်ကတက်လုံးမဲ့ကုန်းတွေကိုလည်းခံချနေအဲ့လိုအခြေအနေပေါ့အဲ့တော့ဒါဘူမီမျိုးချစ်ကတော့တော်တော်ဟာသတင်းပို့တယ်နိုင်ငံစစ်ဖြစ်ပြီကျွန်တော်ပြန်ပြစ်တော့မယ်ပြန်ချတော့မယ်ဆိုတော့အဲ့တော့9:02မိနစ်မှာခုနတိုင်းမှုကိုလိုက်ပို့တဲ့ဒါကစားမှုကဘူမီမျိုးချစ်ဒီဖုန်းဆက်တယ်တိုင်းမှုသွားပြီတဲ့
ငါမင်းစီပြန်လာပြီတဲ့မပြေဟိုကသူ့စီပြန်လာတော့ရှေ့တန်းကိုပြန်လာရှေ့တန်းကိုပြန်လာသူတကားစားမပြန်ဘူးဒီမင်းစီငါလာပေါင်းပြီမင်းတိုင်းမှုသူကလင်းခွင်းလိုက်ပို့လဲအဲ့ပြီးတိုင်းမှု9နိုင်မှာလင်းတက်သွားပြီ9နိုင်2မိနစ်မှာသူကဖုံးဆက်တယ်ငါမင်းစီပြန်လာပြီအဲသူကအဲ့မှာတင်မျိုးဝင်းစီပြောလိုက်တယ်တင်မျိုးဝင်းဆိုတာအမြောက်တက်မှုမြောက်တက်ဘုံမှုတင်မျိုးဝင်းအဲ့မှာဒီတိကန်တိုင်းစစ်တာချုပ်လက်အောက်ခံအမြောက်တက်မှုတက်ခွဲမှုမြောက်တက်ခွဲမှုကဘုံမှုတင်မျိုးဝင်းအဲ့ဘုံမှုတင်မျိုးဝင်းစီကိုလှမ်းပြီးတော့ဖုံးဆက်တယ်9:55မှာစလုပ်မယ်ဒါတမှုကလှပ်ပြောတယ်ပြတ်တော့ အဲ့တော့ဟိုကလည်းဗာပြောတယ် ready ပါတဲ့ကိုကြီးတဲ့အားလုံး already ပဲတဲ့ကျွန်တော်က ready ပဲတဲ့ချပါတော့အဲ့တော့ခုန9:02မိနစ်မှာဒါကစားဖုန်းတက်တယ်9:12မိနစ်မှာဒါကစားမှုကခုနတိုင်းမှုနဲ့လာပြန်တွေ့သွားပြီပြန်ရောက်သွားပြီဖျားကုန်းပြန်ပေါင်းလာတယ်အဲ့တော့ဒါကစားမှုတိုင်းမှုနဲ့2ယောက်ဖျားကုန်းမှာပေါင်းပြီးကုတ်ခဲ့တာပေါ့နော်အဲ့တော့9:55ကစပြီးတော့ဒီဘက်က9:55အတိမှာ ပြစ်ပြီ 130မမ2လက်106မမ2လက်နောက်ပြီးတော့အဲ့ဒါအမြောက်ကပြစ်တာနောက်ပြီးတော့ဒီတိုင်းဌာနချုပ်ကနေပြီးတော့ပြစ်တာတိုင်းဌာနချုပ်ကဖျားကုန်းဘွားနဲ့တိုင်းစစ်ကြောင်းတက်ကနေပြစ်တာဟိုက87မမစိန်မြောင်း2လက် MA7 2လက်60မမ2လက်အဲ့ဒါကိုဘယ်လိုပြစ်လဲဆိုမဲဆိုင်ကိုပြစ်တာ ဩဒီစစ်မြေပြင်ကိုပြစ်ဘူး မှတ်မလားဆိုတော့မဲဆိုင်ကိုတွယ်လိုက်တာပြုံးပြစ်တာ ဒါလည်းစစ်တင်တွေကပြပါပဲနော် အဲ့မှာမဲဆိုင်ကိုအားလုံးပြုံးပြစ်တာအဲ့ကတော့ကဲတို့ချပြီကွာဆိုပြီးတော့ချလိုက်တဲ့အခါမှာဟိုအဲ့လိုဒလဇက်ပြစ်နေတဲ့အချိန်တွေကြားရနေပဲဒီ O7 ကုန်းကိုမနေ့10နာရီခွဲမှာတစ်ချိန်နေ့လေ1နာရီခွဲမှာတစ်ချိန်ညနေ3နာရီ40မှာတစ်ချိန် တက်လုံးမယ်လား ည9နာရီနဲ့50မှာတစ်ချိန်စုစုပေါင်းတစ်ချိန်2ချိန်3ချိန်4ချိန်4ချိန်တိတက်လုံးတာ ဟာဒါပေမဲ့မရဘူး ဒါပေမဲ့အဲ့ချိန်မှာခုနဗမူးစိုးစိုးစော်တို့ဘိုးကြီးစောနိုင်ဦးတို့ရဲ့ဥဆောင်မှုနဲ့အဲ့ဟိုဇလန်အဲ့မှာတိလားတကယ်တော့မြေပြင်အဲ့မှာအကြာဆုံးနေလဲရှိတယ်ဟလားတကယ်တော့ဇလန်ဒါပေမဲ့အခုကျွန်တော်ပြောနေတဲ့အကြောင်းအရာကိုရေးတဲ့လူကသူကတော့ဟိုအမိန်ပေးဖွဲ့ကတရင်မှုဆိုတော့သူတရင်မှုအမြင်နဲ့ပဲရေးတာတကယ်အောက်ချိန်မှာဒီ O7 ဂုံးပေါ်မှာဖြစ်ပျက်နေတာကျွန်တော်ရေးတာမတွေ့သေးဘူးအဲ့မှာအဲ့ခုနဒီလို4-5ချိန်လောက်တက်ပြီးတော့လုံးတဲ့ဟာမှာလက်ကြီးတွေပြစ်နေတယ်အောက်ကတက်လုံးနေတယ်သူတို့ပြန်ပစ်ချတယ်အဲ့လိုတိုက်နေတဲ့တိုက်ပွဲအသေးစိတ်ကဒီမှာပဲဒါပေမဲ့ဒီဟာတွေကတော့ဒါဟိုပြောလို့ရှိရင်လည်းဒါဟိုတိုက်ပွဲသူပြစ်ကိုပြစ်ဒါပြင်းစရာကြီးပြောရမှာအဲ့တော့ဒီဘုံမှုစိုးစိုးစော်နဲ့ခုနဘွေးစောနိုင်ဦးနဲ့ အဲ့မှာချနေကြပြီပေါ့ အဲ့မှာဘာပြောချင်အဲ့မှာလာပြီအဲ့မှာလေတက်ရဲ့အခန်းကဏ္ဍပြောချင်တာဂျိုးရီယာကစီစဉ်ထားတာက तू ကလက်ကြီးနဲ့ပြစ်မယ်ပြီးလို့ရှိရင်ဒီ F16 ကိုပြောတဲ့ခုန F16 တွေ F16 တွေက तू ကပြန်တက်လာမယ်ပြီးလို့ရှိရင်ဒီ O7 ကုန်းနေပြီးတော့ဒီအခြေပြုတဲ့တာချီလေးမျိုးတွေပဲအကုန်ဂုံးကျဲမယ်အဲ့မှာမြန်မာတပ်မတော်ကောင်တွေခေါင်းပုံမထွန်းတဲ့ခါကျမှရှင်တက်ကတက်ပြီးတော့မြေတက်ကတက်သိမ့်မယ်အခုကမ်ဘောဒီးယားကိုလောက်တယ်လို့ပဲအဲသူတို့ရဲ့စေး plan ကအဲ့လိုလာခုနအခုလည်းကျွန်တော်ပြောပြီးထိုင်းမှာ F16 တွေရှိတယ်မြန်မာပြည်မှာ F16 ကိုလိုက်မိနေတဲ့ဒီဒစီမှမရှိဘူးမာပြောလေဒစီမှမရှိဘူးအခုစီမှာရှိတာကဟို G4 ဆိုတာကသူက air to ground ဟိုမြေပြင်ကနေပြီးတော့ဟိုလေဝင်းဟန်းတွေမြေပြင်ကိုပြစ်တဲ့အမျိုးအစားပေါ့အဲ့ဒါသုံးတာပေါ့ဒီ F7 တွေရှိတယ် interceptor လို့ခေါ်တယ်ဂျာဘက်တိုက်လေ F7 တွေပဲရှိတယ်အဲ့တော့လေးတက်ကတာဝန်ရှိတဲ့လူတွေကသူကဘလို့စဉ်းစားလဲဆိုတော့ဟုတ်ပြီတင်းတည်ပြီးကျင်းတည်ပြီးတစ်ပွဲစိုက်ပွဲဖြစ်ပြီးဆိုတာနဲ့စစ်ပွဲဖြစ်ပြီးဆိုတာနဲ့ F16 တက်လာမှာ F16 တက်လာပြီးလို့ချင်းငါတို့ပြင်းမှာF16 ကိုဘလို့တားမလဲအဲ့တော့လေးတက်ကတာဝန်ရှိတဲ့လူတွေကသူကဟိုမဟာဗျူဟာတစ်ခုချလိုက်တယ်အဲ့မဟာဗျူဟာဘာလဲဆိုတော့ F16 ထိုင်း F16 တစည်းကိုမြန်မာက F7 4စီးနဲ့တိုင်မှာ3စီးကအသေးခံရမယ်ပင်မပြစ်တဲ့ဇီးကပြစ်မဲ့ဇီးကဇီးတက်တက်ဖဲရမယ်အဲ့တော့လေးုံ1 2 3 4ပေါ့လေးုံ1 2 3 4အဲ့တော့4စီးတစ်စီး4စီးတစ် group 4စီးတစ် group ဖွဲ့လိုက်တယ် F16 တက်လိုက် F16 တစည်းကိုကိုစီက F7 4စီးနဲ့ဖိုင်3စီးကကာမီကာဇီ3စီးကကာမီကာဇီအဲ့ကောင်ဝင်လုံးတစည်းကပြစ်အဲ့ကောင်မခံနိုင်ပြအဲ့တော့ထိုင်းရလဲအဲ့ချိန်မှာ F16 တက်ဖို့အတွက်သူကခုနကအခုဒီချိန်မှာပေါ့နော်အခု10နာရီခွဲမှာတက်လုံးနဲ့10နာရီခွဲမှာတက်15 3နာရီမှာတက်အဲ့လုံးနေတဲ့အချိန်မှာ F16 ကတက်လာပြီးတော့တက်လာဖို့ပြင်နေတက်လာပြီးတက်ဖို့လုံနေထိုင်းက F16 တက်တော့မှဇီးဝင်တရားရတဲ့ခါကျတော့ဒီကလည်းချက်ချင်းအဲ့မှာ Namsan လေးတက်ကနေတခါလဲ F7 ၄စီးတက်တဲ့ခါမှာသူကဒီလေပြန်တဲ့ခါမှာ formation ပုံစံတွေရှိတယ်ကွာဘယ်ပုံစံနဲ့ပြန်လာလို့ရှိရင်ဘာလုပ်မယ်ဘယ်ပုံစံနဲ့ပြန်လာရင်ဘာလုပ်မယ်ဆိုတာရှိတယ်အဲ့လိုမျိုးအသေးခံတိုက်ဖို့တဲ့လေတက်ထဲမှာလဲပိုင်းလော့ကလည်းဘယ်လိုဖြစ်လဲဆိုတော့ရွေးတာရှားတာမပိုးနေတာ အားလုံးအသေးခံမယ်ကိုယ်နိုင်ငံအတွက်ဆိုရင်ကျွန်တော်ချမယ်ပြီးတော့ကြော်လိုက်မယ်အဲ့လိုဖြစ်တာ
မဟုတ်ဘူးနေကိုရွေးရလူရွေးလို့မရလူတွေကများနေမဟုတ်ကျွန်တော်လိုက်မယ်ကျွန်တော်မထားခဲ့ကျွန်တော်လိုက်မယ်ကျွန်တော်အသေးခံရမယ်ကိစ္စအသေးခံရမယ်ကိစ္စ ဟို3ဟိုဘက်တစ်စီးအတွက်က3 ယောက်အသေးခံရမှာ3စီးနဲ့3ယောက်အသေးခံရမှာ လေးမြန်မာအပြက်ခံ လေဒါတော့ F7 နဲ့ကျွန်တော်မသိ F7 နဲ့2ယောက်မလား1ယောက်မလားတော့ကျွန်တော်မသိဘူးဒီလို2ယောက်ဆို6ယောက် ဒီပေါ့ ငါ2ယောက်မောင်းဆို6ယောက်ငါကျွန်တော်တေချာတော့မသိဘူးเนาะဒီ F7 နဲ့ပတ်သက်လို့ G4 F7 တော့မှာ မဟုတ် G4 မပါဘူး F7 တကူကျွန်တော် G4 G4 ဂျာပြတ်တယ်လေ G4 ကသူက air to ground သွားတာ air to ground သွား G4 ကပုံကျဲအောက်ကိုပြစ်တာတော့အဲ့ဒါတွေပဲသုံးနေဟာလို့သိရတယ်ဒီ F7 ကျတော့သူက interceptor ဆိုတာဂျာပြတ်တိုက်ခိုက်လေအဲ့ဒီကောင်နေတဲ့ဒီ F7 ကို F16 ကိုဂျာပြတ်တိုက်မှာအဲ့ဒါလုံးဝကိုယ့်ဘက်ကိုမလာနိုင်အောင်မြမ area တဲ့ဝင်လာပြီဆိုတော့အဲ့မှာ3စီးအထင်ဝင်လုံးမယ်ကျန်စီးကပြစ်မယ်အဲ့ကောင်ဝင်တိုက်ပြီဆိုတော့ဟိုကောင်အေးပေါ့ ဖြစ်ပြီလေ ဆိုတော့လေမြန်ချင်းကိုတိုက်ချပလိုက် လေတိုက်ချလိုက်မှာလေတိုက်ချလိုက်ဒါပဲဘုံတော့ဘူပီတာလုပ်တယ်လို့ပေါ့လေတိုက်ချလိုက်မှာအဲ့လိုကာမီကာစီလုပ်မှာအဲ့ဒီဟာတွေလူတွေကအများကြီးဖြစ်နေတယ်လုံးမဲ့လူတွေအများ သိခံမဲ့လူတွေအဲ့တော့အဲ့မှာရေးထားတယ်ဟိုဘက်က F16 တက်လာတယ်တက်လာပြီဆိုတော့တရေရတယ်ဒီဘက်ကရေဒါမိဆိုတော့ချက်ချင်းကိုနမ်ဆန်နေပြီးအဲ့မှာ F7 တက်သွားပြီ လေးစီတက်လေးစီဝေါ်တက်သွားတယ်အပေါ်ရောက်ပြီဆိုတော့ね3စီးက8ရလူသွားလိုက်တယ်တစီးကနောက်ကနေလူလိုက်တရင်ပို့တယ်လေးဒီနောက်ဆုံးကောင်လေးုံတစ်ကကောင်ကပြစ်မဲ့ကောင်ရှေ့ကတရင်ပို့လေးုံနဲ့တိုင်ဝမ်ရအသင့်ဆိုတာအသေးခံအသင့်လို့ပြောတာလေးုံနှစ်လေးုံ3တိုင်ဝမ်ရအသင့်လေးုံ3တိုင်ဝမ်ရအသင့်အဲ့လေးုံတစ်အားလုံးလေးစားပါတယ်ဆက်လုပ်ပါတက်လိုက်ချတယ်အဲ့တော့အဲ့ဒီဟာကိုလုံနေတဲ့ဟာကိုလဲထိုင်းရရေဒါကမိတယ်ပြီးတာပေါ့အဲ့ဒီဟို formatting ကြည့်လိုက်တာတို့ကသိတယ်အဲ့ formatting ကြည့်ဟာထိုင်းလေးမတက်ရဲတော့လေးဘောတော့မတက်ရဲတော့မတက်တော့ဒီဘက်ကိုမြန်မာ area မကြော်ရဲတော့ပြန်ကွေ့ပြီးတော့ဒီဘက်ကိုလာဘုံလာကျဲဖို့ try ဖို့နေတာအဲ့ဒီဘက်ကလေးစီးကစောင့်နေပြီလေလေးစီးစောင့်နေတော့ငါဝင်လို့ရှိရင်တော့ तू ကျင်းနေဟိုဖြစ်တာမဖြစ်တာပါတာ तू သေးမှသိနေပေးရတယ်လေဒီဘက်က3စီးအောင်အသိခံပါဒီဘက်3စီးမဟုတ်1စီးတော့သူ့ကိုတိုက်ပါငါအသိခံငါတော့သိမှကျင်းနေအဲ့တော့ဒီကောင်ဒီဘက်ကိုမလာရဲတော့အဲ့တော့ပြန်ပြီးတော့လှည့်သွားတယ်ဒီဘက်ကိုမစင်ရဒီဘက်ကိုမဝင်တိုက်ရဲမြမဒီလေးပိုင်နေတဲ့မဝင်ရဲပဲနဲ့ပြန်လှည့်သွားတယ်ပြန်လှည့်သွားဒီဘက်ကလည်းစောင့်နေတာပဲမင်းလာမင်းကိုချမယ်အောက်ကောင်တွေမင်းငါအောက်ကောင်တွေတော့မလုံးနဲ့မင်းထိမင်းငါဒီဘက်ဝင်လာတယ်ငါတို့ကချမယ်အဲ့တော့အဲ့လိုမျိုးအပေါ်ကနေပြီးတော့လေတက်ကနေပြီးတော့ကာကွယ်မှုပေးထားတဲ့အတွက်ခုနကဒီလို9ချိန်လောက်တက်လုံးတဲ့အချိန်မှာလဲမြမတက်မလို့က AACC ပဲခံချနိုင်ပြန်ချနိုင်တယ်မင်းတို့ဘာမှ air အခုလေချောင်းအခုမရဘူးခုနကအခုပြောတဲ့ကမ္ဘောဒီးယားမှာရှုံးတော့အဲ့ဒါလေကမ္ဘောဒီးယားမှာရှုံးသွားတယ်ဆိုအဲ့ဒါတော့အပေါ်ကလေချောင်းအရေးတာမှုရသွားတယ်အဲ့တော့မြေပြင်တက်တွေကစုံမှုရသွားတယ်စုံမှုခွင့်ပေးလိုက်တယ်လို့ပြောစုံမှုဖြစ်သွားတယ်ခုနကျွန်တော်တို့စီမှာကျအဲ့ဒါမျိုးပေါ့ကျွန်တော်အဲ့ဒါမျိုးအသေးခံတဲ့လုံမဲ့လူတွေရှိနေတဲ့အတွက်ဒါသူတို့ကဒီကြောင့်တကယ်လို့ဒါသူတို့အဲ့ F7 နဲ့အဲ့လိုမျိုးမလုပ်ဘူးဆိုရင်ကျွန်တော်ပြောလို့မရရှုံးသွားနိုင်ဟုတ်တယ်အဲ့တော့ဒီအဘောကဟိုခမာလို့ဖြစ်သွားတယ်ခမာလို့ဖြစ်သွားတယ် F16 တစီးကလာပြီးဒီတလုံးကျဲချလိုက်တဲ့ဒီ O7 ကုမ္ပဏီကပျောက်သွားမယ်တာချီလေးတက်ချလိုက်တအားဟိုမှာတကယ်မဟာဗျာမြောက်ဘုံကျဲလေးကြီးဟုတ်တယ်သူတမတာလောက်အင်အားရှိဟုတ်လို့မရအဲ့တော့အဲ့ချိန်တော့ဒီကလေတက်ကဒါကျွန်တော်တို့လူတွေကောင်းလေတက်ထိုင်းနေတဲ့ညီမလေးတွေစိတ်တက်အပြိုင်မှာပေါ့ဟုတ်တယ်စိတ်တက်ပြိုင်မှာပေါ့နော်စိတ်တက်ခုနကကိုပြောတဲ့မျိုးချစ်စိတ်ကိုတက်မလို့ချစ်တဲ့စိတ်ကိုလူမျိုးချစ်တဲ့ဒါတေဖို့3ယောက်တေဖို့ရွေးတာအများကြီးပြက်တာကျသိတာလေသိတယ်မှာဟာဗျာကျွန်တော်လည်းကျွန်တော်ဟာသေမှာမင်းသေဖို့ကိစ္စကျွန်တော်သေခံမယ်ဆိုတော့ဒီတက်တိုင်းလည်းမျိုးတော့ဘလောက်မိုက်တယ်အဲ့ဒါကြောင့်မို့အဲ့တုန်းကဒီ O7 ကနာမည်ကြီးရလေအဲ့တော့ထိုင်းကဒီအဲ့လီတဲ့အဲ့ခုနဖြစ်လေးအခန်းကဏ္ဍလူသိနေတယ်နော်ဟုတ်တယ်ဒါသူ formation အဲ့လိုပုံစံနဲ့တိုက်မယ်ဆိုတော့သူဆုံးဖြတ်လိုက်တာအဲ့ဆုံးဖြတ်လိုက်တဲ့အဲ့မှာထိုင်းလီတာကထူးခြားတဲ့လေးကိုဘာလို့ထိုင်း Air Force ဆိုတာအကူကြီးတစ်ခုမှမရလိုက်ဘူးဘာလို့ तू တက်တော့တက်လာတယ်ဒါပေမဲ့ဒီဘက်ကတော့သိတယ်ဒီဘက်ကသိနေပြီပိုင်လော့ရှင်သိတာပေါ့နော်ဒီပိုင်လော့ရှင်သိတယ်ပိုင်လော့ရှင်သူဟိုဘက်ရေဒါသိတယ်ဟာဒီကောင်ဒီ formation နဲ့လာတော့ငါ့ကိုဒါတော့မလို့သိတယ်လေငါ့ပြက်ရှင်းတော့ငါ့ရှင်းအဲ့တော့ဒီဘက်ကမလာရဲတော့ရှုခဲ့ဒါတော့ငါစက်တိုက်ဖို့မတိုက်ဖို့ကငါတိုင်းမှာရှိတယ်ငါမိမနဲ့တိုင်မန်မဖြစ်တော့မယ်ဆိုရင်ပြန်စင်းသွားတာဖြစ်မှာပေါ့စိတ်တက်တွေခံချက်တွေကွာသွားတာပေါ့စိတ်တက်တွေခံချက်ကွာသွားတာပေါ့အဲ့တော့ခုနအဲ့ဒါအဲ့လိုလေတက်ကကာဗာလောက်ထားတဲ့အတွက်ခုနသူတို့တက်တော့လုံးတယ်ဒါပေမဲ့သူလေတက်ကအကူကြီးမရတဲ့အတွက်စကမ်းမရလိုက်ဘူးဘာစကမ်းမတက်လက်မှမရဘူးတစ်စိမ့်မှမရဘူးအဲ့ဒါတခြားစကမ်းတွေရောပေါ့နော်နေသက်အကုန်လုံးတခုဘယ်စကမ်းတစ်ခုမှမရဘူးစကမ်းတစ်ခုမှမရတဲ့အပြင်ဟိုအဲ့တော့ကျွန်တော်တို့ကဒီကလက်ရည်စပစ်တာ9:55မှာစပစ်တာဘက်ကပစ်တာနော်9:55မှာစပစ်တာသူတို့ပစ်တာ9:00ခွဲနဲ့ပစ်တာ9:55ကျမှပစ်တာအဲ့9:55မှာကျွန်တော်တို့ဘက်ကပြန်မပစ်ခင်ကြီးသူကစိတ်ကြိတ်ချတာအရင်စိတ်တိုက်တွက်ကြအတုံးချဒါပေမဲ့ကျွန်တော်တို့ဆက်က9:55ပြန်ပြီးတော့ပြစ်လိုက်တဲ့ရှင်းအောင်စာပြီးသူတို့ကပြစ်ကတဖြည်းဖြည်းနဲ့ကျဲသွားတာလက်ကြီးပြစ်ကူနေသွားတယ်ဟဲ့လားပြစ်ကျဲသွားတယ်ပြီးရင်
ဟိုတနိုင်လောက်ဒီမှာတစ်ခါပြစ်တယ်နိုင်လောက်ဒီမှာတစ်ခါပြစ်တဖြည်းဖြည်းနဲ့သွားကျဲသွားကိုစီကတော့မကျဲဘူး အော်ဇက်လိုက်ပဲလား ကိုစီကတောက်ချောက်ဆော်တာတောက်ချောက်ဆော်တော့ဆောနေတယ်ဘယ်တော့မခံနိုင်တဲ့ခါကျတော့ည8နာရီထိုးသွားတယ် အဆောလုံးမယ် ဆော်လို့ဒီဘက်ကဆော်လို့ငါတို့ကမင်းတို့ မမ9နိုင်ဒီစောင်းတယ်ဆိုတာ9နိုင်15လေးစောင်းတယ်ဆိုတာတိုင်းမှုရှိနေလို့ဟာတို့မသိဘူးငြိမ်နေတော့တို့ကငြိမ်ကြောက်တယ်တင်တယ် ကြောက်လို့ပဲပြန်ပြည့်ရတော့တင်တာ 8နာရီထိုးတိပြစ်တာပြစ်တဲ့ခါကျတော့အဲ့မှာ8နာရီထိုးအတိမှာထိုင်းနိုင်ငံကနေပြီးတော့ TBC သွားကျွန်တော်တို့ဗာလဲအရှိကောက Township Border Committee Township Border နေကြားကော်မတီပေါ့မြို့နယ်နေကြားကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးဝီဘွန်ချိုင်းတယ်ဒုတိယဗိုလ်မှူးချိုင်းတယ်မြန်မာဘက်မှာရှိတဲ့ဒီနေကြားကော်မတီဆက်ဆံရေးအရာရှိဥအုံးပွင့်နဲ့ဥကိုလေးကိုဆိုဖုံးဆက်တယ်ဒါတဲ့ဟိုဒုတိယဗိုလ်မှူးတက်ပါစစ်ပြင်းလို့ ရပြီပါပြောချင်တာရပြီ အပြည့်ကြပြီအဲ့အချိန်မှာသတင်းကြတာခုနဟိုဟာလဲထိုင်းမတုံးတိုင်းမှုဘိုးကျော်ကြီးဝါတနာချိုင်းပါလားလစ်သွားပြီမရှိတော့ဘူးအဲ့မရှိတော့ဝါတနာချိုင်းလစ်သွားပြီမရှိတော့ဘူး သူမိမလည်းသွားတိုင်နေ ဝါတနာချိုင်းလစ်သွားမရှိတော့အဲ့အချိန်မှာဒီကောင်လေးတော်တော်သွေးပြတ်သွားပြီတိုက်လို့လည်းမရဘူးဒီမှာချနေတကုန်းနဲ့ချနေလို့လေ သူတို့ရဲ့ခေါင်းဆောင်လည်းဒိုးသွားပြီ ဝါတနာချိုင်းလစ်သွားပြီအဲ့ဒါဒီဥကိုလေးစီကိုဖုံးဆက်တယ်တစ်ပြင်းချင်းလို့ကျွန်တော်ဆက်သွယ်ပေးပါဆိုတော့အဲ့ဥကိုလေးကလည်းသူကဟိုဟာဒီဘုံမူကြီးမျိုးချစ်စီကိုမူကြီးမျိုးချစ်ကသူကဒီအဲ့နေကြားဒီတာရှိလေးမှာရှိတဲ့တရင်မှုစီနီယာကျောင်းတရင်ပေါ်တာနေကြားကော်မတီဥက္ကဋ္ဌသူနေကြားကော်မတီဥက္ကဋ္ဌဒီ TBC ရဲ့ဥက္ကဋ္ဌ Thai Border Committee တိုင်းနေကြားကော်မတီဥက္ကဋ္ဌပေါ့သူကသူ့ကိုလှမ်းဖုံးတယ်ဟာဟိုဘက်ကလူပြောနေတဲ့စစ်ဟိုရက်ချင်လို့ပြောတယ်ရက်ချင်လို့ဆိုတာ15မိနစ်ထပ်ပြလိုက်တယ်ရက်ချင်လို့ပြောမှာ15မိနစ်ထပ်ပြလိုက်တယ်အဲ့ရှင်းနိုင်15လောက်အချိန်ကျမှသူကဒီဘက်ကရက်လိုက်တယ်ကိုဘက်ကမပြစ်တော့လုံးဝ တို့ကလည်းစောကြီးရသွား ဟိုလောရက်သွားအဲရုပ်ပြီးအဲ့တော့မင်းတို့အပြည့်ရက်ရှင်မင်းတို့စစ်ပြင်းချင်းဆိုလာခဲ့ဒီကိုလာခဲ့ငါတို့လည်းဆွေးနေမယ်ဆိုအဲ့ဒါသူအဲ့ဒါအဲ့နေပဲနော်2001ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ပဲအဲ့17ရက်ကျွန်တော်တေချောင်ထပ်ပြန်17ရက်နေ့ ညပေါ့ ည8နာရီခွဲလောက်အချိန်မှာအဲ့ဟိုဘက်ကဒုတိယဗိုလ်မှူးဝေဘိုချိုင်းနဲ့အဖွဲ့ဝင်9ဦးလောက်တာရှင်းလေးဘက်ကိုလာတယ်ဟုတ်ပြီလားအဲ့တော့အဲ့တာရှင်းလေးဘက်ကိုလာတဲ့ခါမှာခုနကဒီနေကြားကော်မတီဥက္ကဋ္ဌနေကြားကော်မတီအဖွဲ့ဝင်ဥကိုလေးကသူဆက်ဆံရေးအရာရှိသူကတော့ခေါ်ရတာတော့ခေါ်ဒီဘက်ကိုခေါ်လာပြီးတော့ဒီဘက်ရောက်တော့မကြိုဘူးဒီကမြို့လေကောင်မှာရှိတဲ့ခရိုင်ရဲမှုရုံးရှိတယ်တာရှင်းလေးမြို့လေမှာအဲ့ခရိုင်ရဲမှုရုံးခေါ်လာခဲ့ငါတို့အဲ့မှာစောင့်တယ်တာရှင်းလေးမြို့တဲ့ခေါ်လာအဲ့တော့ဘယ်ချိန်မှတော့7နာရီနဲ့45မိနစ်လောက်မှာဒီတာရှင်းလေးဟိုတာရှင်းလေးခရိုင်ရဲရုံးရောက်လာပြီးတော့အဲ့မှာဘာလို့လောက်ကြလဲဆိုတော့21နာရီကနေပြီးတော့21နာရီတော့ဘယ်လိုလဲ9နာရီပေါ့9နာရီကနေပြီးတော့23နာရီ40 23နာရီ45ဆို17နာရီ45တိ9နာရီနဲ့17နာရီ45တိကြာတော့ကြာပါပဲ အေးဒီဖြစ်စဉ်မှာပြန်လည်သုံးသပ်တာမင်းတို့ဘာလို့ဖြစ်လဲမင်းတို့ဘာလို့ပြစ်လဲပြောတော့ကိုကစစ်နေတဲ့ကောင်ပဲကိုစစ်နေတဲ့ကောင်ဆိုပြောတယ်လေမင်းတို့ဘာလို့ပြစ်လဲမင်းတို့ဘာလဲမင်းတို့ငါတို့တော့ပြစ်မင်းတို့ကလာနေတာတိတ်တာငါတို့ကမသိဘူးငါတို့နေပါနေနေတာဟိုလက်ရှိဒီဟာကိုမင်းတို့လက်ခံလားဟောလက်ခံပါတယ်ဟောလက်မခံလို့မရဘူးလေနောက်မင်းတို့လာပြီးတော့ငါ့ကိုနေရာဖယ်ကင်းစကန်ဖယ်ခိုင်းအောင်မလားမခိုင်းတော့ပါဘူးဟိုအဲ့ဒါမျိုးပေါ့ကွာအဲ့ဒါလေးပဲပြောရတာပေါ့ပြောပြီးတဲ့ခါကျတော့အဲ့မှာဟိုလောက်ည23နာရီ45မိနစ်ဆိုတော့17နာရီနဲ့45မိနစ်45မိနစ်မှာစစ်ပင်းကြီးစာချုပ်လက်မှတ်ထိုးလိုက်တယ်အဲ့တော့ O7 ကိုတိုက်ပွဲရဖြစ်ဖို့အတွက်ခြီနေတော့အကြာကြီးပဲပြိုးလာအကြာကြီးပဲဖြစ်တဲ့တရက်ထဲပြီးသွားတရက်ထဲမှာတင်ပဲပြောပြပဲတရက်ထဲမှာတင်ပဲအကြာဆုံးလည်းမနေဘူးပါလေနော်အဲ့တော့ခုနကဟိုကျွန်တော်တို့ကဒီဘက်ကဘုံမီမျိုးချစ်ပြောနေတာဘုံမီမျိုးချစ်ကစာဝဲကျွန်တော်စာအုပ်ပြန်ပြောရတဲ့သူကတော့ဒီဟာအမေပေးဖွဲ့ကသူ့ရဲ့လှုပ်ဆောင်ချက်တွေကဒါမှတ်တမ်းထန်ထန်ရေးထားတာအောက်မှာကဘာဖြစ်နေတော့ခုနကိုစိုးစော်တို့ဘုံမှုစိုးစော်တို့ကိုစောနိုင်ဦးတော့လေဘာလို့လဲဆိုတော့အဲ့ဘုံကလက်ကြီးပြစ်တာနားတာနဲ့ဒီဘက်ကနေអော်နေတာကျွန်တော်တက်မလို့မှာစောင်းမွားရှိတယ်ဘာစိတ်တက်လဲဆိုတန်မဏိစိတ်တက်မဟုတ်ဘူးဘာစိတ်တက်ဆိုအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်တက်ဟောတာအဲ့လိုអော်ခိုင်းတာအဲ့ဟိုစိတ်တက်စစ်စင်အဲ့အလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်အဲ့တန်ကြီးဟိန်းထွက်တာဒီဘက်ကနေအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်ဒီကောင်လေးအမြောက်ပစ်တာရက်တာနဲ့အော်ရက်တာနဲ့အော်အမြောက်ပစ်တာရက်တာနဲ့ဘာလို့လဲဆိုတော့လူနာကိုချက်ချင်းအောက်ကပုံးထုံဂိတ်သွားရှိတယ်ရွှေ့တာလဲရွှေ့ပေါ့ပုံးထုံဂိတ်မှာရှိတဲ့အဲ့မှာတော့အဲ့မှာတာချီလိတ်ပြည်သူတွေကအဲ့ဒီမှာအဲ့ဒဏ်ရာလူနာတွေကိုစိတ်ကူပေးတာတာဝန်ကြီးနော်တာချီလိတ်စေယုံကြီးကဆရာဝန်တွေရောတူနာပြူတွေရောပြည်သူတွေရောအစားအသောက်ရေပါညာအဲ့ကောင်တွေစားဖို့တောက်ဖို့တဲ့ဘာဖို့တဲ့အဲ့မှာလူနာပုတ်ပုတ်နဲ့စားတော့ပြည်သူတွေစီနေအဲ့စားတော့ယူသွားတက်သွားပြီးဟိုပေါ်မှာအော်ဘာစိတ်တက်လဲဟာလောင်ဖျားစိတ်တက်ဘာစိတ်လောင်ဖျားဆိုတာတော့ဟိုပဲတော်တော်သွေးပြတ်တာအလောင်သွေးပြတ်တာ
အဲ့လိုတွေစစ်စီးမှုတွေတော့စိတ်သက်လုံကြောင်ပြီလို့တော့တာချီလိတ်ပြည်သူတွေကအဲ့တော့တော်ချီရှိမှုကောင်းတယ်တာချီလိတ်ပြည်တော့သေးသွားတယ် အော်ပြည်သူ တော့သေးသွားတယ်အဲ့မှာအဲ့ပေါ်တက်တယ်တက်ပြီးတော့ဟိုလိုအပ်တဲ့အကူအညီတွေပေးတယ်လူနာတွေတက်ဆွဲပေးတယ်အဲ့မှာလက်ကြီးကြတယ်သေးတယ်ပြည်သူတွေကပါလာနော်ဒါကြောင့်မို့ကျွန်တော်ပြောတယ်တက်တဲ့ပြည်သူတွေအဲ့လိုမျိုးလုံးဝတစ်ထက်သေးကြပြီးတော့ညီနေတာအဲ့တိုက်ပွဲတယ်ဒါကြောင့်မို့လေတလက်မမပေးရရ မရဒီကောင်းလည်းမရ ဆက်မရလိုက်1 cm တော့မရလိုက်ဟုတ်လားမရတဲ့အပြင်ကိုသူတို့ဘက်ကလာပြီးတော့စလုပ်ပြီးတော့စစ်ပြင်းကြီးမှု ပြီးတော့လာပြီးစစ်ပြင်းကြီး စစ်ပြင်းကြီးရအောင်နော် သူမဲဆိုင်လက်ထိခိုက်တွေရှိမှာပေါ့နော်ဒီဘက်ကထူတော့ ထိတာပေါ့ကျွန်တော်တာချီလေးတွေတော့မှ3လုံးကြားတယ်ပြောတယ်တာချီလေးတွေလည်းတော့ထူတယ်လေဟုတ်လားထူတယ်တာချီလေးတွေ3လုံးကြားတယ်ဒီကတော့မဲဆိုင်တော့စစ်ပြတ်တော့မှာပေါ့သူတို့အဲ့မှာဒါပေမဲ့အဲ့တော့ကြားတာအဲ့မဲဆိုင်မှာဝါဒနာချမ်းကဘာဖြစ်လို့ပြန်ပြီးတော့စုတ်သွားလဲဆိုတော့အဲ့မှာအဲ့ချင်းမှာရှိတဲ့155စကန်ကို155ပြစ်တဲ့စကန်မှာရှိတဲ့အဲ့တင်ကားကြီးကိုမြန်မာဘက်ကလက်နက်ကြီးဓာတ်ရိုက်ပြစ်ဓာတ်ရိုက်အဲ့တင်ကားကိုဓာတ်ရိုက်ထိတာ တန်ကားအမြောက်ထဲဝင်သွားတယ်တော့ကြားတယ် အဲ့လိုကြားတာဗောနော် အမြောက်ပြောင်းသွားတယ် စက်ကူစိုးလိုပဲတခါတွန့်ကျင်ပြီးတော့မီးလောင်ထွက်သွားအဲ့မှာဝါဒနာချိုင်းလဲ ဒိုးတာ ဘာလဲပြစ်တာလေ မြန်မာမှာဘာလက်လက်တွေရှိနေလဲတော့တိကြတယ်ပေါ့နော်အဲ့ဒါ မန်ဟောဒီကပြစ်တာအဲ့ဒါမြင်တယ်သူတို့ပြေးတာလို့ပြောတယ်အဲ့တော့အဲ့တိုက်ပွဲမှာဒါနောက်ဆုံးကျတော့မြန်မာပြည်မြန်မာတွေကျွန်တော်တို့ကမ္ဘောဒီးယားနဲ့ဆန့်ကျင်ပဲပေါ့နော်မြန်မာတွေအောင်ပွဲဆင်ပါတယ်နောက်ပြီးတော့အဲ့မှာဘာလို့တက်ကဘာတွေကြောလဲဆိုတော့ချီးယူကွန်မြူနီတူရဘွဲ့3ယောက်ရခုနကကြီး2685ကိုဘိုးကြီးစောနိုင်ဦးခုန O7 ဂုံးပေါ်မှာတာဝန်ကျတဲ့ဘိုးကြီးစောနိုင်ဦးကြီး2685ကိုဘိုးကြီးစောနိုင်ဦးတူရဘွဲ့ရတယ်နောက်ပြီးတော့အဲ့သူ့ရဲ့ရှေ့မှာရှိတဲ့ကာကင်းကုန်းစကန်မှာရှိတဲ့ဘိုးနေမျိုးကြီး3128ဘိုးနေမျိုးတူရဘွဲ့ရတယ်နောက်တော့တက်သားလေး95ကိုပိုင်နံပါတ်959315တက်သားမောင်နီသူလည်းတူရဘွဲ့ရတယ်တူရဘွဲ့3ယောက်ရနောက်တော့သူရကမှတ်တမ်းဝင်အရာရှိ2ယောက်ရတယ်စစ်သည်9ဦးရတယ်ဒီတိုက်ပွဲမှာအဲ့တော့နောက်တစ်ခါယိုရီးယားဘက်ကသူကကြာဆုံးတာကစုစုပေါင်း61ယောက်ဆိုအလောင်းရတာနော် ကိုယ့်ဘက်ကကြတာ ကိုယ့်ဘက်ကမကောက်နိုင်တော့လေတနေ့တော့မကောက်နိုင် ရှေ့မှာကြံခဲ့တာ အေးကိုသူရှေ့မှာကြံခဲ့တာ61ယောက်ကြာဆုံး50ကျော်ဒဏ်ရာ50ကျော်ခံမှန်းဒဏ်ရာရပါတော့နောက်ရတဲ့တနက်တွေက M27 6လက် M16 3လက်40မမ5လက်ဆက်သွယ်ရေးဆက်9လုံးနောက်ပြီးတော့ဟမ်ဘီကိုကဲမှုရင်တစီကားတွေပါသိမ်းမိတာကိုယ့်ဘက်ကသူတို့ကိုယ်လာတိုက်တာလေအဲ့တော့သူတို့အဲ့ဒါတွေထားခဲ့ပြီးတော့အလောင်းတွေလည်းမကောက်နိုင်ဘူး ပြေးရတာ ဆင်းပြေးတော့ကိုယ်စီကအမတနက်တွေဆင်းဆွဲဘာတွေဆင်းဆွဲတော့ဒါတွေရတာပေါ့နော်နောက်ကိုယ့်ဘက်ကတော့အဲ့မှာအရာရှိစစ်စီ15ဦးကြာဆုံးတယ် ကိုယ့်ဘက်ကကြာဆုံး ကြာဆုံးတယ်နောက်ပြီးတော့12ဦးဒဏ်ရာရတယ်နောက်ပြီးတော့တာရှိလိတ်ကပြည်သူ3ဦးပေးတယ်ပြည်သူ15ဦးဒဏ်ရာရတယ် အော်ဒီပေါ့ထိခိုက်တွေတော့ရှိတာ ထိခိုက်တွေတော့ရှိတာပေါ့နော်အဲ့တော့ဟိုဒါမျိုးအလောင်းလက်နဲ့ရဖို့ဆိုတာလေကျွန်တော်တို့ပြည်တွင်းတိုက်ပွဲတွေမှာတော့မရှိဘူးနောက်တစ်ခုကကျွန်တော်စဉ်းစားကြည့်တယ်တရားလဲကြာတယ်တာဝေကလည်းရတယ်တိုက်ပွဲရဖြစ်တာတရက်ထဲဖြစ်တာတည်တဲ့ကောင်တွေကဘဝအောင်မကူရသေးဘူးဘဝကူးတော့နေ့တော့မကူသေးဘူးဒီမှာငင်းငင်းစာချုပ်ကချုပ်လိုက်ရပြီနော်စာချုပ်ချုပ်လိုက်ရပြီနော်အဲ့တော့ဒီကောင်လေးဟိုကျွန်တော်ကသူတို့သေနေတက်လာနေမှာတောက်ပြားထခေါင်မှာတော့မလဲထမြပြစ်ချင်ဘယ်လိုလုပ်ဖြစ်နေမလဲပေါ့နော်ငါတော့ဘဝမကူရသေးဘူးပြောချင်တာသူတို့ရဲ့ခေါင်းဆောင်လေးဘာလို့ဆုံးဖြတ်ချက်တွေနဲ့မှားရင်းစွာဒီနိုင်ငံကိုကျူးကျော်ဖို့ဆုံးဖြတ်ချလိုက်တာလဲပေါ့နော်ဒါကျူးကျော်စစ်ပဲ ကျူးကျော်စစ်ပဲလေအဲ့တော့ဒီဘက်ကတော့ခုနကလိုပြောတဲ့တက်ကစီလုံးညင်ညင်မှုပဲနောက်ပြီးတော့ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုတွေဒီဟာတွေနဲ့ပြီးလေတက်ကဆွမ်းရည်တက်တီတွေနဲ့လေတက်ကဆွမ်းရည်တက်တီတွေနဲ့လာကိုစီကလူတွေစိတ်တက်ကောင်းကောင်းနဲ့ပြီးတော့ကိုကဲမှုကောင်းကောင်းနေနဲ့ဒါတွေသွားတဲ့အတွက်ကိုညီတလက်မှ1 cm မှာတော့မပေးရရပါဘူးပြီးတော့ချင်းအထိခိုက်ကြဆုံးပါတော့ပန်းနိုင်ပေါက်တာမဟုတ်တဲ့ကိုယ့်ဘက်ကအကြဆုံးတော့ရှိတယ်သို့တော့အကြဆုံးချင်းရှင်တော့ကိုယ့်ဘက်ကအမျက်တွေအများကြီးရှိတာပေါ့နော်အဲ့တော့ဒါဒီအလုံးတောင်းတနေတာ O7 တိုက်ပွဲကဒါသူဖြစ်စေအမှန်ပဲ အဲ့ဒါရဲ့အရှိန်ကြောင့်လဲနောက်ပိုင်းမှာထိုင်းတက်မတော်မြန်မာတက်မတော်ရန်စတာတွေဘာကြီးတိတ်မလို့ရတော့ရှိန်သွားတယ်လို့လည်းပြောရမယ်နော် ဒါပေါ့မှန်တာပေါ့ခဏပြီးအဲ့ဒီမှာခဏဖြစ်သေးတယ်နောက်ဟိုဘက်ဇာတကြီးကျိုးဘက်မှာရေတိုက်နဲ့ဖြစ်တဲ့ပြဿနာလည်းရှိတယ်အဲ့ဒါလည်းဒီဘဝဝင်းကျင်မှာဖြစ်တာလေအဲ့ချိန်တော့သူကတော့ဒီချွန်လေးပင်လက်ထက်မှာတအားတင်းလို့ဆန်းတာ ဘာမှလည်းတူတူဆန်းတာပေါ့လေ ဒီသက်စင်ရောက်လာတဲ့ခါကျမှပြီးသွားတယ်သက်စင်ရောက်တဲ့ခါမှာငြိမ်သွားတာသက်စင်နဲ့ငြိမ်သွားပြီးတော့မှကျမှထိုင်းနဲ့မြန်မာနဲ့ဆက်ထိုင်းတက်တယ်နဲ့မြန်မာတက်တယ်ဆက်ဆံရေးပို့ပြီးတော့ကောင်းလာတာအဲ့တော့ချွန်လေးပင်လက်တဲ့တုန်းကအဆင်မပြေဘူးဒါပေမဲ့ချွန်လေးပင်လက်တဲ့တုန်းကသူကဘသူကခံတယ်ဆိုအဲ့တုန်းကချာပလစ်ကြောင်ဆိုင်ယူကခံနေတာဘိုးကြီးချာပလစ်ကြောင်ဆိုင်ယူကအဲ့ချိန်တော့ဘိုးကြီးစောမောင်းတို့ဘောင်းတွေကသူကအဆင်ပြေရပါတော့အဲ့တော့အခုဒီ O7 ဖြစ်စဉ်မှာဒါအခုပြန်ပြီးတော့အနစ်ချုပ်ရလို့ရှိရင်ဟုတ်လားပထမတစ်ချက်ကပြောချင်တာဘိုးကြီးသိမ့်စိန်နော်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကြည့်တော့အေးပါတယ်ဟလာဦးသိန်းစိန်ကြီးပြော့ပါတယ်မထင်ပါနဲ့နော်တဲစစ်ဘာလဲတောင်ကုန်းကြပါရင်
မေးချုံတယ် ပြန်လာနေတော့ မင်းကလည်းဘုံစက်တော့ ငါလည်းဘုံစက် ဒါကဆောင်မေးယူပြတာဒါဒီဆက်ပြတ်သားတဲ့အဖေမရှိတော့နောက်တစ်ခါခုနပြောတဲ့ဟဲ့အောင်မေးဘလို့လို့ဟိုလို့မပြောဘူး မင်းဘာလုပ်မှလဲ မင်းဘာလုပ်ချင်ပါလဲမင်းကိုချနေမင်းဘာလုပ်မှာလဲပြောချင်တာလုပ်ချင်တာလုပ် အေးဒါပဲ ငါပြန်မယ်မင်းလောက်ခွင့်ပေးလိုက်မင်းမဲဆောက်ပဲတက်သိမ်းဟလာဘဲပဲတက်ဘာပဲလို့တော့ ဟို7မကြရင်ပြီးရော ဥဆိုင်မကြတယ်အေးဒါအမိတ်ပြက်ပေးရတယ်ကိုရှိုးကလူချက်ပြတ်သွားတယ် နေဟိုနေရကဘာမပါဘူးပေါ့ နေဟိုငါအထက်ကို အတက်တင်ပြအောင်မလားမဟုတ်ဒီလိုလေးလုပ်ပါလားလို့လည်းမပြော ဟိုတော့မပြစ်နဲ့တော့ဒီနေ့မပြစ်နဲ့တော့ဟလာတက်မယ်တော့ဘာညာအဲ့လို အေးပေါ့ဟိုကောင်လေးစီကကြည်စံမထွက်ခင်မင်းစမထွက်နေတော့ဘာမှမပါဘူးပေါ့လေ အေးပေါ့အေးပေါ့ ချီနောင်တုံနောင်လာတခုမှမပါဘူးမင်းဒါပဲပြင်းပြောချင်တော့ပြင်းပေါ့ ဘာစစ်သားစကားမှလေကိုမင်းဘာလုပ်မှလဲဆိုတဲ့စကားတော်တော်ထိတယ်တိုင်းမှုတယောက်ရဲ့လုတ်ပိုင်ဝင်ကိုကဲမှုနော်တမျိုးလုံးကင်ထားတယ်ကွာတက်နေမှုရဲတွေလာဝကတွေမိသက်တွေပြည်သူစစ်တွေအကုန်ကင်ထားတယ်ရှိသမျှအားလုံးစုစည်းမှုအားလုံးကိုသူထုတ်ယူပြီးအသုံးချလို့ရတယ် ပြီးတော့စုစည်းနိုင်တယ် စုစည်းနိုင်တယ်သူ့ရဲ့ပါဝါနဲ့ပြီးလို့ရင်စကန်းကုန်းပေါ်ဟိုအရက်သားကိုလည်းစစ်တက်ခံလို့ရတယ်တော့မင်းအမအင်အားနဲ့အဲ့မှာအင်အားသွားဖြည့်ဆိုတော့ဟိုပြည်သူစစ်နဲ့တက်နဲ့လို့ပေါ့ပြည်သူစစ်ဆိုတာပြည်သူပဲလေ ဟန်ချက်ညီတယ် ဟန်ချက်ကြီးနော်သူအဲ့သူ့ရဲ့ကိုကဲမှုရယ်သူ့ရဲ့လုတ်ပိုင်ခွင့်ဒါတခုလဲလေးစားကြရနောက်တစ်ခါကျွန်တော်ကြီးလီပူပေါင်းစစ်စေး ပူပေါင်းစစ်စေး ကြီးလီပူပေါင်းစစ်စေးဆိုခုနကျွန်တော်ပြောလေတက်တွေရဲ့စွမ်းပကားတွေကဒါပဲရှိတယ် ပြီးတော့အဲ့တော့ဟုတ်တယ်သူ့ရဲ့ဆိုင်လေတက်မှာအားနေတယ်ခမာလိုပဲဒါပေမဲ့စိတ်သက်ဆွမ်းပါတော့ မတူဘူးခမနဲ့မတူဘူးစိတ်တက်နဲ့ခမနဲ့ ခုနကအသေးခံမဲ့လူရွေးတော့ပါအလူရဲ့ ဟုတ်တယ်ချက်သိမ်းထားတယ်ကြာဟာချက်သိမ်းထားတယ်နောက်တစ်ခါအဲ့ချိန်မှာပြည်သူလူထုရဲ့ပြည်သောပါဝင်မှုနော်ပြည်သူလူထုပူပေါင်းပါဝင်လို့ဒီတပွဲရနိုင်တာ ပြီးတော့ဟိုလေကူညီတယ်ဆိုတာစားတော့တယ်မဟုတ်ဘူးဒဏ်ရာရတဲ့လူတွေကိုခုနပြောတဲ့ဟိုကူညီတယ်ဖိမလာတယ်အများကြီးလုပ်ပြီး ဒါပေါ့အဲ့တော့ဒါဒီမှာအနစ်ချွဲလို့ရှင်သူကဒီတက်မတော်နဲ့ကျွန်တော်ပြည်သူနဲ့လက်တွဲလို့ရှင်တော့ဘယ်လိုရန်သူမျိုးမဆိုပေါ့နော်ဘယ်လိုရန်သူမျိုးမဆိုတာဂိဆိုင်ကြမလို့ဂိဆိုင်ကြမလို့တောက်ချွတ်နောက်ဆုံးပါပဲကျွန်တော်တို့ခုနသူပြောတဲ့ F16 ဆိုတာအဲ့2001ထဲကထားရသုံးနေတာသူတို့ဒီမှာရှိနေသုံးနေတာ ဘာမှမရှိဘူး အဲ့ချိန်ဆိုပို့ပြီးတော့ဗာလဲ model ကြာသေးရနော်အစ်စ်တွေပေါ့နော် အစ်စ်တွေပေါ့ အစ်စ်တွေပေါ့ model အမေရိကန်ရောက်ကစားတွေနေမှာပေါ့ ဟိုအစ်စ်တွေပေါ့နော်အဲ့တော့အဲ့ဒီဟာကြီးတော့မဟုတ်ပဲ ခုစမှာဒီလို mid တင်မရှိသေးဘူးလေ မရှိဘူးမရှိပါမရှိအဲ့တော့ F7 တရုတ် F7 နဲ့ပဲရှိတာအဲ့တော့အဲ့ဒီကောင်လုံးမပဲဒီဘက်ကိုမလာရဲတဲ့အဆင့်ထိအောင်ဖြစ်ဘူးတယ်ဆိုတာဒါဒီခေတ်ဒါတောင်တော်သားတွေသိအောင်လို့ လူငယ်တွေ တီးပြီးသားလူတွေလည်းဒါသိအောင်လို့မသိသေးတဲ့လူတွေလည်းသိအောင်လို့ဒါလေးကျွန်တော်ပြန်ပြီးတော့ဒီဘက်ညဝေပါတယ် ဟုတ်ပါလေဟို7ကလည်းအားလုံးတောင်းဆိုနေကြတယ်နောက်ပြီးတော့ဟို7ကလည်းတိလိုက်တဲ့ချက်တွေကတော့ဟိုတိုင်းချစ်ပြည်စစ်စိတ်တွေခုနကပြောမျိုးချစ်စိတ်တွေလည်း ဟုတ်ကဲ့ အင်မတန်ရေးကြည့်ပါလေစစ်လက်နက်ပစ္စည်းတွေကလည်းရေးကြည့်လို့တိုင်းပြည်ချစ်စိတ်နဲ့နော်ဗာလဲအသက်စွန့်ပြီးတော့တိုင်းပြည်ကိုကာဝယ်မယ်ဆိုတော့စိတ်သက်တည်တည်လဲဒါမရှင်နိုင်တဲ့ရန်သူကကိုယ့်ကိုမရှင်နိုင်တဲ့အရေးရှင်းနေဖြစ်ပါတယ်ဆိုတော့လေမြန်မာ Nation Voice ပြည်သက်တွေပြောရင်းနဲ့ကျွန်တော်မြန်မာ Nation Voice ရဲ့နိုင်ငံအရေးရှေ့အောင်နောက်ပြစီစဉ်ရနေခဏနားပါဦးမဗျာ Myanmar Nation Boys